ကဘာကြီးထဲမှာပူတင်တင်ဟာရုရှားကိုယူတီပီရာအရာနားလေသဘောပေါက်နိုင်မှာမဟုတ်တင်ဟာရုရှားကိုတိုင်နေကြဂိုက်တန်နဲ့တိုင်တာနိုင်မှာမဟုတ်ပါရုရှားမှာထူးခြားတဲ့လက္ခဏာရရှိပါတယ်တဲ့အနေနဲ့ရုရှားကိုယုံကြည်နိုင်မှုပဲရှိပါတယ်2000ပြည့်နှစ်မလာမှာသမ္မတဗလာဒီမီယာပူတင်ဟာသမ္မတအဖြစ်အာဏာစရရှိခဲ့တယ်သူကရုရှားကိုမဟာအင်အားကြီးနိုင်ငံဖြစ်လာဖို့ပြန်လည်ဖန်တီးလာတယ်စစ်စုနေတခုကျော်ကြာဆင်းနေတဲ့ရုရှားကိုပြန်အင်အားကောင်းအောင်ကြိုးစားလာတယ်ရုရှားကသူ့ရဲ့အကြက်တဲပေါင်းစုံကြောင့်သူ့ရဲ့ပင်ကိုအစဉ်တန်းကိုမရရှိခဲ့ပါဆိုဗီယက်ယူနီယံပြိုကွဲခြင်းနဲ့ကွန်မြူနစ်ဝါဒကျဆုံးပြီးတဲ့နောက်ရုရှားမှာစီးပွားရေးနိုင်ငံရေးမှာဘေးကျနှံချက်ဖြစ်ခဲ့ရပါတယ်တန်ပေါင်း20ကျော်တဲ့ရုရှားလူမျိုးတွေဟာသူတို့ဘာသာလွတ်လပ်တဲ့နိုင်ငံအဖြစ်ခွဲထွက်သွားကြတယ်အရင်ကဆိုဗီယက်အင်ပါယာဟောင်းမှာရှိခဲ့တဲ့သူတွေပဲဖြစ်ပါတယ်ကမ္ဘာစကုံပေါ်မှာရှိခဲ့တဲ့နေရာမှာရုရှားကိုမတိကျကျပြလာကြတယ်ရုရှားမှာမျှော်လင့်ချက်ကင်းမဲ့ပြီးအလူရှင်တွေကပြီးမှရရှိမဲ့အလူကန်နိုင်ငံအဖြစ်ရောက်ရှိခဲ့ပါတယ်1998ခုဩဂုတ်လမှာစီးပွားရေးကျဆင်းပြီးနှစ်ခန့်အကြာမှာရုရှားနိုင်ငံဟာအင်အားကြီးနေပြီးပြန်လည်မပြုပြင်နိုင်တဲ့အခြေအနေသို့ရောက်ရှိခဲ့တယ်နိုင်ငံတကာမှာရှိတဲ့ကျန်နိုင်ငံအသီးသီးနဲ့တိုင်းတာလိုက်ရင်ရုရှားကကျဆင်းနေစေပဲဖြစ်ပါတယ်ရုရှားကကိုဆိုဗိုစစ်ပွဲကိုလည်းသဘောမတူခဲ့ပါနေတိုးတွချေချင်းနဲ့ချင်းချင်းညာစစ်ပွဲတို့ကိုလည်းရုရှားကသဘောမကျအမေရိကန်အကြံပြုတဲ့အမျိုးသားတုံးကြီးကာကွယ်ရေးစနစ်အတွက်ရုရှားနဲ့အနောက်ကမ္ဘာကျန်အကြားမှာအထူးဆက်ဆံရေးရှိခဲ့ပါတယ်အထူးသဖြင့်ဘော်ရီရဲ့စင်နဲ့ဘီကလင်တန်တို့ရဲ့ဆက်ဆံရေးမှာတိုးတက်ကောင်းမွန်နေတယ်သမ္မတယုံငယ်နဲ့ဝင်ရောက်လာချိန်မှာပူတင်အဖို့နိုင်ငံတကာအရေးခင်များနဲ့ပတ်သက်ပြီးအတွေ့အကြုံအနေငယ်သာရှိပါတယ်ပူတင်ကကမ္ဘာမှာဂုဏ်သိက္ခာရှိတဲ့နိုင်ငံတစ်ခုအဖြစ်ရုရှားကိုပြန်လည်တည်ဆောက်ရန်ရည်မှန်းထားတယ်မဟာရုရှားနိုင်ငံတော်အယူအဆဟာအိမ်မက်တစ်ခုအဖြစ်ပေါ်ပေါက်ခဲ့ပါတယ်ဝန်ကြီးချုပ်တက်တဲ့အချိန်တိုလေးအတွင်းမှာပူတင်အဖို့တိတ်တန်းသမ္မတဆက်ဆံရေးနဲ့ပတ်သက်တဲ့အကန့်အသတ်နဲ့တန်ဖိုးကြီးတဲ့အတွေ့အကြုံရရှိခဲ့ပါတယ်အမေရိကန်သမ္မတကလင်တန်နဲ့တွေ့ဆုံရမှာကလင်တန်ကဗလာဒီမီယာအပေါ်အတော်ကလေးသဘောကျသွားခဲ့ပါတယ်သူတို့နှစ်ဦးဟာ1998ခုစက်တင်ဘာလမှာနယူးဇီလန်မှာရှိတဲ့ဥက္ကလန်မှာတွေ့ဆုံခဲ့ပါတယ်သူတို့နှစ်ဦးစလုံးဟာဥက္ကလန်မှာကျင်းပတဲ့အာရှပစိဖိတ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ရဲ့နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ကြတယ်ခေါင်းဆောင်နှစ်ဦးတွေ့ကြစဉ်ကပူတင်ကိုကြည်ရတာဟာရှက်ရွံ့နေပုံရပါတယ်ကလင်တန်ကိုတော့သူ့ရဲ့စရိုက်လက္ခဏာအတိုင်းအလွန်နှစ်လိုပဲတွေ့ရတယ်ကလင်တန်ကဒီလူကတော်တော်ခင်မှုကောင်းနေသူပဲသူနဲ့စကားပြောရတာကျွန်တော်သဘောကျတယ်လို့ပြောဆိုခဲ့ပါတယ်သမ္မတကလင်တန်ဟာရုရှားခေါင်းဆောင်ကိုအမှန်တကယ်လဲကျင့်တဲ့ခဲ့ပုံရပါတယ်ပူတင်အဖို့လည်းကမ္ဘာထိပ်သီးနိုင်ငံတနိုင်ငံရဲ့ခေါင်းဆောင်တွေတွေ့ဆုံကြရတဲ့အတွက်သူမှအတွေ့အကြုံတွေရရှိသွားတယ်ဘော်ရီရဲစင်လက်ထက်မှာရှိစဉ်ကလည်းသူဟာတချို့တာဝန်များထမ်းဆောင်ရင်းနိုင်ငံတကာနဲ့ဆက်ဆံခဲ့ရပါတယ်ဆိုက်ဘေးရီးယားဝန်အိုကြီးမှာသူ့ရဲ့ဆရာသမားပဲဖြစ်နေပါတယ်အမေရိကန်သမ္မတနဲ့တွေ့ဆုံခဲ့ဖို့ကိုပူတင်ကသူ့ရဲ့ကိုယ်တိုင်ရဲ့အထုပ်ပတိမှာရေးသားထားတယ်ပထမဆုံးတွေ့ဆုံချိန်မှာသူကကျွန်တော်ကိုအထူးဂရုစိုက်ပြီးဆက်ဆံပါတယ်ကျွန်တော်တို့ဟာနယူးဇီလန်ကိုပထမဆုံးရောက်ရှိခဲ့ခြင်းပဲဖြစ်ပါတယ်အဲ့ဒီလိုတွေ့ဆုံစဉ်ကနေ့လည်စာစားရင်တွေ့ဆုံတာလားညစာစားရင်တွေ့ဆုံတာလားဆိုတာကိုတော့ကျွန်တော်မမှတ်မိတော့ပါသူကကျွန်တော်တန်လာရောက်နှုတ်ဆက်တယ်ကျွန်တော်တို့ဟာစပွဲတစ်လုံးချင်းစီမှာထပ်နေကြခြင်းပဲဖြစ်ပါတယ်အတန်ကြတော့ကျွန်တော်တို့နှစ်ယောက်စကားပြောနေရင်သူကကျွန်တော်တို့နှစ်ယောက်သွားကြတော့မလားလို့ကျွန်တော်ကိုမေးလိုက်တယ်အစည်းအဝေးတက်ရောက်လာတဲ့ခေါင်းဆောင်တွေဟာဝရန်တာမှာတည်တည်တန်းစီရင်နေကြတယ်သူနဲ့ကျွန်တော်မှလည်းဝရန်တာသို့သွားပြီးတန်းစီရလိုက်ပါတယ်ကျွန်တော်တို့သွားရလိုက်တဲ့အချိန်မှာတခဲနဲ့တော့လက်ခုပ်ဩဘာတန်များကိုကြားရတာကြောင့်အံ့ဩတုန်လှုပ်သွားမိပါတယ်အဒီလိုမျိုးအထူးအလေးထားတဲ့ကောင်းချီးပေးတံကိုသဘောကျပါတယ်သူကကျွန်တော်ကိုကောင်းမွန်တဲ့အလေးဂရုပြုမှုဖြစ်ပါလိမ့်မယ်ပူတင်အဖို့တော့ကလင်တန်အကြောင်းကောင်းကောင်းသိဖို့လုံလောက်တဲ့တန်တမန်အတွေ့အကြုံများမရှိသေးပါအထူးသဖြင့်ကလင်တန်နဲ့ရေရှည်ပူပေါင်းပြီးကမ္ဘာအရေးခင်းတွေကိုညှိနှိုင်းဆောင်ရွက်ဖို့တော့အချိန်မရှိတော့ပါကလင်တန်ရဲ့ဒုတိယအကြိမ်သမ္မတသက်တမ်းမှာကုံဆုံးကနေသွားပါပြီပူတင်ဖို့လည်းရုရှားနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်မဖြစ်ဆိုတာကိုလည်းအဲ့ဒီချိန်ကသူ့မှာမျှော်လင့်ချက်မထားရှိသေးပါဒါပေမဲ့ရဲစင်ကပူတင်ကိုသူ့နေရာဆက်ခံသူအဖြစ်ရွေးချယ်လိုက်ပြီးနိုင်ငံရေးစကုံပေါ်တင်ပေးလိုက်ပါတယ်အမေရိကန်တရားရေးဌာနကရောအိမ်ဖြူတော်ကပါအဲ့ဒီရွေးချယ်လိုက်တာကိုတတိမထားမိလိုက်ပါအမေရိကန်မှာရှိတဲ့တချို့တန်တမန်တွေကလည်းပူတင်အကြောင်းကိုအစားကကာနာကမသိရှိကြပါသူ့ကိုစိန့်ပီတာစဘတ်ဒုတိယမြို့တော်အဖြစ်သာသိရှိထားကြပါတယ်ကြီးကြီးကျယ်ကျယ်လှုပ်တဲ့အရာရှိအဖြစ်သာသိကြတယ်
ဒီထက်ပင်ပိုပြီးလူသိတဲ့ပုဂ္ဂိုလ်မဟုတ်ဒီထက်ပင်ပိုပြီးလေးစားအားထားရတဲ့ပုဂ္ဂိုလ်တယောက်လို့မထင်ရပါသူဟာရုရှားနိုင်ငံရဲ့ယုံကြည်လေးစားအားထားရတဲ့ခေါင်းဆောင်ကမ္ဘာအရေးခင်းတွေမှာအဓိကနေရာမှာပါမေသူလို့ဘယ်သူမှမမျှော်လင့်မိပါဥက္ကလန်ထိပ်သီးအစည်းအဝေးမှာရုရှားနိုင်ငံအပေါ်ဆက်လက်ထောက်ခံနေတဲ့ကလင်တန်ကိုပူတင်ကကျေးဇူးတင်ပါတယ်အမေရိကန်တို့ကရုရှားတို့ကိုဝေဖန်တိုက်ခိုက်နေပေမဲ့လည်းအခုလိုထိပ်သီးအစည်းအဝေးမှာကလင်တန်ကလူလူလလဆက်ဆံနေတဲ့အတွက်ပူတင်ကကျေးဇူးတင်ခြင်းလည်းဖြစ်ပါတယ်။မော်စကိုနဲ့ဝါရှင်တန်အနာဂတ်ဆက်ဆံရေးကိုယုံကြည်အောင်ပြသဖို့လည်းလိုတယ်။ကိုဆိုဗိုစစ်ပွဲမှာလည်းပြီးဆုံးခဲ့ပါပြီ။ဒါကြောင့်ဆက်ဆံရေးအဆင်ပြေချုံမွေးဖို့လိုတယ်။ကလင်တန်ကခြေချင်းစစ်ပွဲအကြောင်းကိုဆွေးနွေးတယ်။ပူတင်ကလည်းအနောက်နိုင်ငံများရဲ့သဘောထားကိုနားလည်ပါတယ်လို့ဆိုပါတယ်။သူတို့ညဟာအကြမ်းဖက်ဝါဒနဲ့ပတ်သက်ပြီးကမ္ဘာအကြမ်းဖက်ဝါဒစန့်ကျင်တိုက်ဖျက်ရေးမှာနှစ်ဦးသားသဘောတူလိုက်ကြတယ်။ကလင်တန်ကလည်းခြေချင်းညမှာအကြမ်းဖက်မှုများရှိတာကိုလက်ခံခဲ့တယ်။အဲ့ဒီလိုအကြမ်းဖက်မှုတွေကိုနိုင်ငံတကာမှနေပြီးခြေချင်းညသို့တွားရောက်ဆက်ဆံနိုင်ရေးခွင့်ပြုရန်ပြောဆိုပါတယ်။ကလင်တန်ရဲ့အဲ့ဒီစကားကိုကြားတဲ့အခါပူတင်မှတောင့်တင်းသွားတယ်။သူ့ပါးစပ်များမှစေသွားပါတယ်။မျက်လုံးများလည်းကျဉ်သွားတယ်။အနောက်မေစီတွေကအဲ့ဒီလိုအကြံပေးခြင်းတွေကိုနားထောင်ပါတယ်။ဒါပေမဲ့အကြံပေးချက်အတိုင်းဆောင်ရွက်ဖို့ကတော့ပူတင်ကလိုလားခဲ့ပုံမရပါဘူး။အနောက်မေစီတွေကအဲ့ဒီလိုအကြံပေးခြင်းတွေကိုနားထောင်ပါတယ်။ဒါပေမဲ့အဲ့ဒီအကြံပေးချက်အတိုင်းဆောင်ရွက်ဖို့ကတော့ပူတင်ကလိုလားပုံမရရုရှားတပ်များတာရက်မြေအထိသားချထားပါတယ်။အဲ့ဒီမြေကိုကြော်ပြီးခြေချင်းညာရဲ့မြောက်ပိုင်းရအောင်သိပ်ပိုက်ချင်းမျိုးမပြူပါလို့ပူတင်ကမြေပုံဆွဲပြရင်ကတိပေးလိုက်တယ်။ဒါပေမဲ့အမေရိကန်အနေနဲ့ရုရှားကိုသဘောပေါက်ရန်လိုအပ်တယ်။ဒါဂျက်စတန်ပိုင်းနဲ့သူရုရှားတပ်များဝင်ရောက်ခဲ့တာကိုလည်းနားလည်ရမယ်လို့ပူတင်ကကလင်တန်ကိုသတိပေးလိုက်ပါတယ်။အဲ့ဒီလိုဝင်ရောက်တက်ခဲ့ခြင်းမှာနိုင်ငံတကာအစ္စလာမစ်အကြမ်းဖက်ဝါဒကိုရုရှားကတိုက်ဖက်ခြင်းမှုချင်းဖြစ်တယ်လို့လည်းပြောပြပါတယ်။မော်စကိုကိုရောက်ပြီးတဲ့အခါမှာပူတင်ကအမေရိကန်တပ်တမဲဂျင်ကောလီနဲ့ကရင်မလင်မှာတွေ့ဆုံစဉ်အိုစမာဘင်လာဒင်ကချီချီညာသို့တနေ့ထဲမှာအချိန်ပေါင်းများစွာလာရောက်လက်ပတ်ခဲ့တဲ့အကြောင်းပြောပြပါတယ်။ချီချီညာမှာခွဲထွက်ရေးလှုပ်ရှားမှုကိုအိုစမာဘင်လာဒင်ကရန်ပုံငွေအများပြားထောက်ပံ့နေတယ်လို့ရန်ပုံငွေအများပြားထောက်ပံ့နေတယ်လို့လည်းရှင်းပြပါတယ်။ဘင်လာဒင်ကအမေရိကန်တို့အတွက်တမင်လုံးတဆေးဖြစ်နေတာတွေကိုလည်းသူကသိပါတယ်လို့ပူတင်ကရှင်းပြပါတယ်။1998ခုနှစ်ကအရှေ့အာဖရိကမှာရှိတဲ့အမေရိကန်တန်ယုံများပုံခွဲခံရမှုမှာပုံခွဲခံရမှုတွေဟာဆော်ရီဝရန်ပြည်အိုစမာဘင်လာဒင်ရဲ့လက်ချက်တွေသာဖြစ်တယ်လို့လည်းအမေရိကန်တို့ကသိကြပါတယ်။အာဖဂန်နစ္စတန်မှာရှိတဲ့အကြမ်းဖက်သမားနေကျင်ရေးစခန်းတွေကိုကလင်တန်ကလေယာဉ်နဲ့ပုံကျဲချခဲ့တယ်။ဆူဒန်မှာရှိတဲ့အကြမ်းဖက်သမားတွေနဲ့စခန်းများကိုလည်းအမေရိကန်လေယာဉ်တွေကပုံကျဲပျက်စီးခဲ့ပါတယ်။အဒီလိုအခြေအနေမျိုးရှိနေတဲ့အတွက်နယူးဇီလန်မှာရှိစဉ်ကချီချီညာကိုတက်ခိုက်မှုများမပြုရန်ကလင်တန်ကပြောပါတယ်။ပူတင်ကချီချီညာကိုတက်ခိုက်ပြီးဂရော့စနီကိုပုံကျဲခဲ့တယ်။အဲ့ဒီလိုပြောကြားနေခြင်းကပူတင်ဟာယာယီသမ္မတအဖြစ်တာဝန်ယူနေခြင်းပဲဖြစ်ပါတယ်။ဘီကလင်တန်မှာလည်းသမ္မတဒုတိယသက်တမ်းရဲ့နောက်ဆုံးနှစ်ပဲဖြစ်ပါတယ်။နောက်အနာဂတ်မှာဘီကလင်တန်ကိုအမေရိကန်သမ္မတအဖြစ်တွေ့ဆုံဆက်ဆံစရာအကြောင်းမရှိတော့ပါ။အမေရိကန်ပြည်ထောင်စုတဝန်လုံးကလည်းသူတို့နိုင်ငံရဲ့နိုဝင်ဘာသမ္မတရွေးကောက်ပွဲများအတွက်စိုင်းပြင်းနေခြင်းပဲဖြစ်ပါတယ်။လာမယ့်သမ္မတရွေးကောက်ပွဲမှာဘယ်သူအရွေးခံရမလဲလို့စိတ်ဝင်စားနေကြတယ်။အမေရိကန်သမ္မတအဖြစ်ဒီမိုကရက်တစ်ကရမလား၊ရီပတ်ဘလစ်ကန်ကရမလားလို့လူများစိတ်ဝင်စားနေကြပါတယ်။ပူတင်ကိုယ်တိုင်လည်း2000ပြည့်နှစ်မလသမ္မတရွေးကောက်ပွဲအတွက်အလို့ရှုနေခြင်းပဲဖြစ်ပါတယ်။သူကိုယ်တိုင်အဝင်အရွေးခံရတော့မှဖြစ်တာကြောင့်ဒီသမ္မတရွေးကောက်ပွဲအတွက်အလို့ရှုနေတယ်။ကမ္ဘာနိုင်ငံရေးလောကမှာနိုင်ငံတကာမှစိတ်ဝင်စားသူပုဂ္ဂိုလ်မှာတိုနီဘလေတာပဲဖြစ်ပါတယ်။တိုနီဘလေဟာရုရှားနိုင်ငံသို့လာရောက်လည်ပတ်ခဲ့ပြီးရုရှားသမ္မတရွေးကောက်ပွဲမတိုင်မီနှစ်ပတ်လောက်ကစိတ်ပီတာစပန်မှာတွားရောက်လည်ပတ်ခဲ့ပါတယ်။ချီချင်းညာမှာလူခွင့်ရေးချိုးဖောက်မှုရှိတယ်ဆိုတာဟာနိုင်ငံတကာမှရှုတ်ချဝေဖန်ခဲ့တယ်။အမေရိကန်၊ဂျာမနီနဲ့ပြင်သစ်တို့ကလည်းအပြင်းထန်ဆန့်ကျင်ခဲ့တယ်။ဒီချိန်မျိုးမှာဘလေဟာရုရှားနိုင်ငံသို့လာရောက်လည်ပတ်ခဲ့တဲ့ကလင်မလင်မာသားမကစိတ်ပီတာစပန်မျိုးအထိတွားရောက်လည်ပတ်ခဲ့ပါတယ်။ပူတင်ရဲ့ဖို့အနောက်နိုင်ငံတွေကဝေဖန်ရှုတ်ချနေချိန်မှာပြည်ထောင်နိုင်ငံကောင်းဆောင်လာရောက်လည်ပတ်ခဲ့တဲ့အတွက်အလွန်ကျဉ်းတဲ့အားရမိပါတယ်။ပူတင်ကအနောက်ဘက်ကိုပို၍အလေးထားတယ်။ရုရှားကဥရောပရဲ့အရှေ့မှာတက်အနောက်မှာပို၍ဖြစ်တယ်လို့ယူဆပါတယ်။19ရာစုနှစ်ကရုရှားဟာစလက်တိုနဲ့အနောက်တိုင်းရင်းသားအကြားဘယ်ဘက်မှအလေးသာသလဲလို့ညှိခုံခဲ့ကြတယ်။ပူတင်ကတော့မရှက်မကြောက်ပြောရရင်အနောက်ဆန်ခြင်းကိုပိုနှစ်သက်တယ်။ Liberal Democracy ကြောင့်မဟုတ်ပါ။ပူတင်နဲ့ဇနီးပူတင်ကလေးတွေဟာနိုင်ငံခြားဘာသာစကားပြောခြင်းကိုသဘောကျကြတယ်။အထူးသဖြင့်ဂျာမန်ဘာသာစကားကိုတက်ကြွကြတယ်။စိန့်ပီတာစဘတ်မှနေမော်စကိုသို့ရောက်သွားတဲ့အခါ
ပီတာဘရင်ကြီးရဲ့အနောက်ရဲ့ဘရင်ပေါက်ဆိုတဲ့စကားကိုပူတင်ကသဘောကျပါတယ်။ရုရှားနိုင်ငံရဲ့မျိုးဆက်ပေါင်းများစွာရှိတဲ့ခေါင်းဆောင်တွေထဲမှာပူတင်သည်သာဥရောပကိုအနှစ်သက်ဆုံးနဲ့တင်းညွတ်မှုအရှိဆုံးခေါင်းဆောင်ပဲဖြစ်ပါတယ်။သူဟာရဲစင်လိုစိုက်ဘေးရီးယားမှာလာသူမဟုတ်ဂေါ်ဘာဂျက်လိုတောင်ပိုင်းရုရှားမှာလာသူမဟုတ်ခရူရှော့လိုယူကရိန်းမှာလာသူမဟုတ်စတာလင်လိုဂျော်ဂျီယာမှာလာသူလည်းမဟုတ်ပါသူကရန်ရဲ့အထုပ်ပတိမှာပူတင်ကရုရှားဟာအနောက်ဥရောပယဉ်ကျေးမှုထွန်းကားတဲ့ဒေသတစ်ခုဖြစ်တယ်လို့ရေးသားထားပါတယ်သူရဲ့အမြင်မှာရုရှားဟာယဉ်ကျေးမှုအရာကိုဥရောပဆန်ပြီးဥရောပယဉ်ကျေးမှုကိုလက်ခံထားတဲ့တိုင်းပြည်ပဲဖြစ်တယ်ကျွန်တော်တို့နိုင်ငံအရှေ့ပြားမှာရှိတဲ့သူတွေတောင်ပိုင်းမှာရှိတဲ့သူတွေအားလုံးဥရောပသားတွေပဲလို့ရေးသားထားပါတယ်သူ့ရဲ့အမြင်မှာဆွေးနွေးညှိခုံစရာတွေလည်းများတယ်ဒါပေမဲ့သူကဥရောပသားဖြစ်တာကိုဂုဏ်ယူတယ်အထောက်အထားလည်းခိုင်ခိုင်လုံလုံမရှိဥရောပသားတွေသားပဲဖြစ်ပါတယ်ချင်းချင်းတို့နဲ့လည်းမတူရုရှားဟာရုရှားသားဖြစ်တယ်ရေခဲနေတဲ့အာတိတ်မြောက်ပိုင်းနေရုရှားတို့မှာလူနည်းစုများသားဖြစ်တယ်လို့ပူတင်ကယူဆပါတယ်ရုရှားနိုင်ငံဟာကြေပြောလာတယ်အချင်းစစ်တခုရှိတယ်စုံနေများလည်းရှိတယ်လူမျိုးစု100ကျော်ရှိတယ်လူမျိုးစုအုပ်စုများလည်းရှိပါတယ်စိန့်ပီတာစဘတ်တီသားဥရောပလေးကိုခန်းစားရရတယ်စိန့်ပီတာစဘတ်သားတွေကိုသာကိုပေါ်မှာတိရစ္ဆာန်ရည်များလွှမ်းခြုံမထားဘဲနေနိုင်တယ်ရုရှားနိုင်ငံမှာသမင်းရည်ဝဝင်ရည်သိုးရည်တွေကိုနှွေးထွေးမှုအတွက်ဝစ်ဆင်ကြရတယ်အဲ့ဒီလိုလူမျိုးစုပေါင်းစုံနဲ့ယဉ်ကျေးမှုပေါင်းစုံရှိပေမဲ့လည်းပူတင်ရဲ့စိတ်ထဲမှာရုရှားဟာဥရောပနိုင်ငံတစ်ခုအဖြစ်သာရှိတဲ့တယ်လို့ယူဆပါတယ်ပူတင်ကသူ့နိုင်ငံဟာနိုင်ငံတကာမိသားစုထဲမှာရုံးရွှေရှစ်တင်ဖြစ်နေစေဖို့လိုတယ်ကုန်သွယ်ရေးဗဏ္ဍာရေးနိုင်ငံရေးစီးရေးဖွဲ့စည်းများနဲ့ဆက်ဆံမှုရှိစေလိုတဲ့ဆန္ဒတွေရှိပါတယ်2001ခုနှစ်စက်တင်ဘာလမှာဘန်ဒက်စတာမှာသမ္မတအဖြစ်မိန့်ခွန်းပြောကြားစဉ်ကပူတင်ဟာဂျာမန်ဘာသာစကားနဲ့ပြောကြားခဲ့ပါတယ်ဂျာမန်ဘာသာကိုအထင်ငေါမရှိအမှားရမရှိဂျာမန်လေသံအတိုင်းပြောကြားနိုင်နေသူကရုရှားဟာဥရောပနိုင်ငံတစ်ခုအဖြစ်အခြားဥရောပနိုင်ငံတွေနဲ့ယဉ်ကျေးမှုရှိဖို့လိုတယ်ဥရောပတိုက်ကြီးမှာအင်အားကောင်းတဲ့နိုင်ငံတစ်ခုဖြစ်လိုတယ်လို့ပြောကြားခဲ့ပါတယ်ဥရောပနဲ့အဲ့ဒီလိုတရေတနည်းရှိပေမဲ့လည်းကိုဆိုဗီယက်စစ်ပွဲမှာတော့အနောက်နဲ့ရုရှားသဘောထားချင်းကွဲလွဲခဲ့ပါတယ်ရုရှားနဲ့အနောက်ဆက်ဆံရေးမှာလုံလောက်တဲ့ယဉ်ကျေးမှုမရရှိခဲ့ပါသူကရုရှားဟာဥရောပနိုင်ငံတစ်ခုအဖြစ်အခြားဥရောပနိုင်ငံများနဲ့ယဉ်ကျေးမှုရှိဖို့လိုတယ်ဥရောပတိုက်ကြီးမှာအင်အားကောင်းတဲ့နိုင်ငံတစ်ခုဖြစ်လိုတယ်လို့ပြောကြားခဲ့ပါတယ်ဥရောပနဲ့အခုလိုတရေတနည်းရှိဖို့လိုပေမဲ့လည်းကိုဆိုဗိုစစ်ပွဲမှာတော့အနောက်နဲ့ရုရှားသဘောထားချင်းကွဲလွဲခဲ့ပါတယ်ရုရှားနဲ့အနောက်ဆက်ဆံရေးမှာလုံလောက်တဲ့ယဉ်ကျေးမှုမရရှိခဲ့ပါ1999ခုမလကရုရှားဝန်ကြီးချုပ်ယေဇနီပရီမာကောဟာအမေရိကန်ပြည်ထောင်စုကိုတွားရောက်နေစဉ်နေတိုတပ်တွေကဆာဘီးယားကိုပုံကျဲတက်ခိုင်နေတာကြောင့်တွားနေရင်လန်တဝက်မှလေရင်ကိုပြန်လဲမောင်းခဲ့ရခြင်းဟာထင်ရှားတဲ့တာရကပဲဖြစ်ပါတယ်။ဒါကြောင့်အနောက်နဲ့ရုရှားဆက်ဆံရေးမှာခက်ခဲနေတယ်။ပူတင်ကသမ္မတဖြစ်ပြီးတလားကြာမှနိုင်ငံခြားခီးစဉ်အဖြစ်လန်ဒန်သို့ပထမဆုံးထွက်ခွာခဲ့ပါတယ်။သူ့ရဲ့မိတ်ဆွေတေတိုနီကိုတွေ့ဆုံရန်လန်ဒန်သို့လာခဲ့ခြင်းပဲဖြစ်တယ်။သူနဲ့အတူသူ့ဇနီးလူမေလာလည်းပါဝင်ပါတယ်။ရုရှားကြီးရာလေလာသူတယောက်ကမော်တော်ကားရှိမီအောင်ထဲမှာရုံလေးတစ်ကောင်မိထားသလိုပါပဲလို့သုံးသပ်ထားပါတယ်။ပြည်내နိုင်ငံသွားရောက်တဲ့ပူတင်တို့ဇနီးမောင်နှံမှာမီဒီယာတွေကအလေးထားဖော်ပြခံရတဲ့ဧည့်သည်တော်များဖြစ်လာတယ်။သတင်းစာမျက်နှာဖုံးတွေမှာသူတို့လာရောက်လည်ပတ်တဲ့သတင်းကိုရေးသားကြတယ်။လူမေလာရဲ့ဝတ်ပုံစားပုံနေပုံထိုင်ပုံတွေကိုသတင်းစာနဲ့ရုပ်မြင်သံကြားတွေကဖော်ပြကြတယ်။သူမပီတီဖြစ်နေပုံမှာအော်တလုံးနေပုံစသည်တို့ကိုလည်းကောင်းမနေခြေပြားအထိရေးသားဖော်ပြကြပါတယ်။အမေရိကန်သမ္မတကရောရာဘုရှ်ကပြည်ထောင်နိုင်ငံသို့လာရောက်လက်ပတ်ချင်းတက်ပြီးပိုးရအလေးထားဖော်ပြကြတယ်။ရုရှားကောင်ဆောင်အနောက်နိုင်ငံသို့လာရောက်လက်ပတ်ချင်းမှာထူးထူးခြားခြားခီးစဉ်ပဲဖြစ်နေတယ်။လူမေလာကအက်စကာရာဝစ်စုံဝစ်စင်ထားတာကိုလည်းပြည်ထောင်စာနေစင်တွေကအထူးဘူးဖော်ပြတယ်။လန်ဒန်မှာလည်းလူမေလာဟာသူမတူတဲ့ရွေးချယ်ရေးတွားရောက်တွေ့ဆုံမှုများလည်းရှိပါတယ်။အဲဒီထဲမှာချယ်ရီဘလဲနဲ့တွေ့ဆုံခြင်းဂေဘိုဟေးရဲ့မျိုးစားကရောစမစ်နဲ့တွေ့ဆုံခြင်းရုရှားပြည်တီရှာကုန်သည်ကြီးများအသင်းနဲ့တွေ့ဆုံခြင်းလေဘာကောင်းဆောင်ဂျိုစမစ်ရဲ့ဇနီးဖြစ်သူမိုးဆိုးမနဲ့တွေ့ဆုံခြင်းတို့ကိုလည်းသတင်းစာရုပ်မြင်သံကြားတွေကအထူးပြုဖော်ပြကြပါတယ်။2000ပြည့်နှစ်ဧပြီလမှာပူတင်ဟာလန်ဒန်မြို့တော်သို့ဆိုက်ရောက်ခဲ့တယ်။လန်ဒန်မြို့တော်သို့ဆိုက်ရောက်ခဲ့ပါတယ်။လန်ဒန်သို့သူသွားရောက်လည်ပတ်တဲ့အချိန်မှာသမ္မတအဖြစ်ကျန်းသစ္စာကျင့်ဆိုမှုတော့မပြုရသေးပါဘူး။ဒါပေမဲ့ရွေးကောက်ပွဲမှာသမ္မတအဖြစ်အရွေးခံရခြင်းကြောင့်သူဟာသမ္မတတာဝန်ကိုထမ်းဆောင်လျက်ရှိနေပါတယ်။မည်သည့်နိုင်ငံမှမဆိုနိုင်ငံကိုလာရောက်လည်ပတ်တဲ့ဧည့်သည်နိုင်ငံကောင်းဆောင်မှာသမ္မတသို့မဟုတ်ဝန်ကြီးချုပ်သာလည်ပတ်လိရှိပါတယ်။ဒါပေမဲ့ပူတင်မှာသမ္မတလည်းဖြစ်ဝန်ကြီးချုပ်လည်းဖြစ်တာကြောင့်တာဝန်နှမျိုးထမ်းဆောင်နေရတဲ့ဧည့်သည်ပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ပူတင်ဟာသမ္မတအဖြစ်ကြံသစ္စာမကျိန်ဆိုရသေးခင်ဝန်ကြီးချုပ်အဖြစ်တာဝန်ရှိနေစေဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။ကိုနီဘလဲကလည်းအဲ့ဒီရုရှားသမ္မတကိုကြိုဆိုရမှာရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့လူလူလလရှိပါတယ်လို့ပြောဆိုခဲ့ပါတယ်။ပူတင်သမ္မတအဖြစ်အရေးမခံရစဉ်တိုနီဘလဲကစိန့်ပီတာစဘတ်သို့တွားရောက်လက်ပတ်ခဲ့တယ်။အဲ့ဒီချိန်ကပူတင်နဲ့ဘလဲတို့မှချစ်ခင်ရင်းနှီးခဲ့တယ်။အရင်ကဆိုရင်ပူတင်ဆိုတာဘယ်သူလဲလို့အနောက်နိုင်ငံများကမေးခွန်းထုတ်နေကြပါတယ်။ပူတင်ကိုလူတိုင်းကမသိကြပါသိသူအလွန်နေပါတယ်2000ပြည့်နှစ်ဇန်နဝါရီလကဒါဘိုအစည်းအဝေးကျင်းပစဉ်ဖီလာဒဲဖီးယားအင်ကွာတာသတင်းစာကြီးမှာဆောင်းပါရှင်ထရူဘင်ရူဘင်ကပူတင်ဆိုတာဘယ်သူလဲလို့ရေးသားခဲ့ပါတယ်အခုပြည်ထောင်နိုင်ငံသို့လာရောက်လည်ပတ်တဲ့အတွက်အင်္ဂလိပ်ရုရှားဆက်ဆံရေးမှာပို၍တိုးတက်လာတယ်လို့ရေးသားထားကြတယ်ကိုယ်တိုင်တွေ့ဆုံဆွေးနွေးရတာဟာတယ်လီဖုန်းထဲမှာဆွေးနွေးရတာထက်ပိုပြီးအဆင်ပြေတယ်ပိုပြီးပွင့်လင်းပါတယ်လို့ဘလဲကလည်းပြောပါတယ်သတင်းစာဆရာတွေကိုပြောရမှာပူတင်မှာခင်မီရုရှားနိုင်ငံကိုတိစောက်ဖို့ရှင်းလင်းပြပြတဲ့အစီအစဉ်ရှိပါတယ်။သူကအင်အားတောင်တင်တဲ့နိုင်ငံဖြစ်ဖို့ပြောပါတယ်။အင်အားတောင်တင်တဲ့နိုင်ငံဆိုတာနိုင်ငံတကာကိုချိန်ချောက်ဖို့လက်နက်အင်အားတောင်တင်အောင်လုပ်တာမဟုတ်ပါဘူး။စီးပွားရေးတောင်တင်အောင်နဲ့နိုင်ငံရေးတည်ငြိမ်အောင်လုပ်ဖို့ပဲဖြစ်ပါတယ်လို့ဘလဲကရှင်းပြပါတယ်။ပူတင်ပြည်နိုင်ငံသို့လာရောက်လဲပတ်ခြင်းမှာအကောင်းဆုံးသောတန်တမန်ဆက်ဆံရေးပဲဖြစ်တယ်။ပူတင်နဲ့ဘလဲတို့အကြားနှစ်နိုင်ငံဆက်ဆံရေးကိုတိုးတက်စေတယ်။နိုင်ငံကိစ္စများကိုပုပ်ပွင့်လင်းလင်းဆွေးနွေးနိုင်တယ်။ဒေါင်းနင်လန်ရှိဝန်ကြီးချုပ်အိမ်မှာတွေ့ဆုံကြသလိုလန်ဒန်မှာရှိတဲ့ရုရှားတန်ယုံမှလည်းမဟာဗျူဟာအရာအရေးပါတဲ့ပြဿနာတွေကိုဆွေးနွေးကြပါတယ်။နိုင်ငံကောင်ဆောင်တွေရဲ့ဆွေးနွေးမှုမှာတန်တမန်ရေးအရာအရေးပါလာသလိုနိုင်ငံတိုးတက်မှုအတွက်လည်းအကျိုးသက်ရောက်မှုရှိလာတယ်။တခါတုန်းကပြည်ထောင်စုဝန်ကြီးချုပ်မာဂရက်သက်ချာဟာမစ်ကေခေါ်ပါချက်ကိုကြိုဆိုရင်အလုပ်ဖြစ်မဲ့လူတစ်ယောက်ပဲလို့ပြောဆိုခဲ့ပူပါတယ်။ဆိုဗီယက်ယူနီယံကိုအနောက်အုပ်စုကလမ်းဖွင့်ကြိုးဆိုလိုက်ခြင်းလည်းဖြစ်တယ်။စစ်အေးခေတ်ကိုတင်မာမှုလျော့ပါအောင်စီးရုပ်လိုက်ခြင်းသဘောလည်းပါပါတယ်။အဲဒီချိန်မှာကောဘာချက်ရဲ့ပယ်ရီထရိုက်ကအယူဆကစစ်အေးခေတ်ကိုစတင်ပြောင်းလဲခဲ့ခြင်းပဲဖြစ်တယ်။ဒါကြောင့်ဘာလင်တိုင်းပြိုကျသွားသလိုဝါဆောစစ်စာချုပ်အဖွဲ့လည်းပြိုကွဲသွားခြင်းပဲဖြစ်ပါတယ်။1980ပြည့်နှစ်အလယ်ပိုင်းလောက်ကကောဘာချက်ဟာဆိုဗီယက်ကောင်ဆောင်တစ်ယောက်ဖြစ်တယ်။သူဟာပြည်ထောင်နိုင်ငံသို့ပထမဆုံးရောက်ရှိလာတဲ့ဆိုဗီယက်ကောင်ဆောင်လည်းဖြစ်ပါတယ်။မာဂရက်သက်ချာကအမေရိကန်ရဲ့သဘောထားကိုမင်းမြန်တောင်းခံနေကြမလို့ပဲသူမသဘောနဲ့သူမဆိုဗီယက်ကိုဆက်ဆံလိုက်တယ်။အမေရိကန်လည်းမာဂရက်သက်ချာရဲ့ချစ်ကပ်မှုကိုလက်ခံလိုက်ရပါတယ်။ပြည်ပြင်ပြောင်းလဲမှုတွေကိုအမေရိကန်တို့ကလည်းအသိမှတ်ပြုဆောင်ရွက်ခဲ့ရတယ်။ကရမလင်ကိုကမ္ဘာငြိမ်းချမ်းရေးအတွက်အပေါင်းအသင်းတအုပ်ဖြစ်သတ်မှတ်ခဲ့ရပါတယ်။တမိုင်းမှာအရေးပါတဲ့အပြောင်းလဲတစ်ခုဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်တယ်။ပြည်ထောင်ဟာကလင်မရင်အပေါ်အပြုသဘောဝေဖန်စီစစ်ပြီးအဆက်အသွယ်လုပ်တဲ့ပထမဆုံးအနောက်နိုင်ငံပဲဖြစ်ပါတယ်။ဂရမလင်မှာလူသစ်ကိုအပြုသဘောဆက်ဆံရေးနဲ့ဆက်ဆံခဲ့ပါတယ်။ရောဘင်ကွန်နေဂျော်ရောဘတ်ဆန်တို့ဟာမော်စကိုသို့အမြန်ဆုံးသွားခဲ့ပြီးတဲ့နောက်တိုနီဘလက်ကလည်းအနောက်နိုင်ငံတနိုင်ငံရဲ့အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ်သွားခြင်းပဲဖြစ်ပါတယ်။ပူတင်ရဲ့ဇာတိစိန့်ပီတာစဘတ်မှာနိုင်ငံခေါင်းဆောင်များကတွေ့ဆုံခဲ့ကြတယ်။အရေးပါတဲ့မဟာဗျူဟာမြောက်အကြောင်းအရာတွေကိုလည်းဆွေးနွေးခဲ့ကြတယ်။အဲဒီလိုတွေ့ဆုံဆွေးနွေးမှုကြောင့်အင်္ဂလိပ်ရုရှားဆက်ဆံရေးတွေမှာအကျိုးစီးပွားအသစ်များရရှိခဲ့တယ်လို့ဆိုပါတယ်။ချီချင်းညာမှာသွေးချောင်းစီစေခဲ့ပေမဲ့လည်းသူတို့နိုင်ငံဟာဆက်ဆံရေးပေါင်းကူတကားကိုတိစောက်လိုတဲ့ဆန္ဒများရှိခဲ့ကြတယ်။ရုရှားမှာအုပ်ချုပ်ရေးပြောင်းလဲပြီးတဲ့နောက်ရရှိတဲ့အခွင့်အရေးကိုနှစ်ဖက်စလုံးအသုံးချခဲ့ပါတယ်။သမ္မတဘော်ရီရဲ့စင်ရဲ့နေရာကိုပူတင်ကဒီဇင်ဘာလမှာလက်ခံပြီးတဲ့နောက်အဲ့ဒီလိုဆက်ဆံရေးကောင်းလာခြင်းပဲဖြစ်ပါတယ်။ရဲစင်နဲ့ဆက်ဆံရေးမှာအကြောင်းမျိုးမျိုးကြောင့်ပြည်ထောင်နိုင်ငံနဲ့အစင်မချောလာပါ။ပူတင်ကတော့လူငယ်တယောက်လေးဖြစ်တယ်။တည်ငြိမ်ပြီးတက်ကြွတဲ့သူလေးဖြစ်တယ်။သူကရုရှားကိုပြုပြင်ပြောင်းလဲလိုတဲ့ဆန္ဒရှိပြီးတော့ခင်မီရုရှားနိုင်ငံတိစောက်လိုတဲ့ဆန္ဒလေးရှိပါတယ်။ပြည်ထောင်နိုင်ငံကပူတင်ရဲ့ပြုပြင်ပြောင်းလဲမှုအပေါ်တင်းညှိမှုရှိခြင်းကိုအခွင့်ကောင်းယူပြီးဩဇာလွှမ်းမိုးလိုတယ်။ဩဇာလွှမ်းမိုးလိုပါတယ်။ပူတင်ကလည်းရုရှားနိုင်ငံကိုပြုပြင်ပြောင်းလဲလိုကြောင်းပြသခဲ့တယ်။ရုရှားနိုင်ငံရဲ့အခွန်စနစ်ကအစအလုံးကိုစစ်ဆေးပြီးတော့ပြုပြင်ပြောင်းလဲလိုကြောင်းပြောပြပါတယ်။ဒါကြောင့်ရုရှားမှာအနောက်နိုင်ငံလူငယ်ရှင်များရင်းနှီးမြှုပ်နှံတင်ကြောင်းဆိုခဲ့ပါတယ်။ဥပဒေအရအာမခံချက်လည်းပေးမယ်။ပြည်ထောင်စီးပွားရေးလုပ်ငန်းရှင်များကုမ္ပဏီများစက်မှုလုပ်ငန်းရှင်များနဲ့တွေ့ဆုံရမှာသူ့အနေနဲ့အာမခံချက်ပေးကြောင်းရုရှားနိုင်ငံမှာရင်းနှီးမြှုပ်နှံမှာကဒီလုပ်ငန်းရှင်တွေရဲ့အကျိုးကျေးဇူးကိုမထိပါစေရလို့အာမခံချက်ပေးပါတယ်။ပူတင်ကသူ့ရဲ့ကိုယ်ရေးအထုပ်ပတ်တီမှာအနောက်နိုင်ငံဒီမိုကရေစီနဲ့လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကိုရုရှားရဲ့ပကတိအခြေအနေနဲ့လျော်ညီအောင်ကျင့်သုံးရမယ်လို့ရေးသားထားပါတယ်။ပူတင်ကရုရှားပထမဆိုတဲ့အယူဆကိုတိစောက်ဖို့ကြိုးစားနေတယ်။ရုရှားဟာအနောက်နိုင်ငံများနဲ့မတူတဲ့ဒီမိုကရက်တစ်နိုင်ငံအဖြစ်နဲ့စီးပွားရေးစံများဖြစ်အောင်ဆောင်ရွက်ဖို့စိတ်အားထက်သန်နေ။ရ
ရုရှားကမိမိကိုမိမိယုံကြည်ပြီးတော့နှစ်ဖက်အစဉ်ပြေညီညွတ်စေတဲ့နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးမယ်လို့ဆိုပါတယ်။ပူတင်ရဲ့ခေါင်းထဲမှာမဟာအင်အားရှိတဲ့ရုရှားကိုတိစောက်လိုတဲ့ဆန္ဒကလွင့်ပြမသွားခဲ့ပါ။ရုရှားပထမယုံကြည်မှုကိုနိုင်ငံခြားရေးဝန်ကြီးယေဂျနီပရီမာကော့က1990ပြည့်နှစ်တွေမှာအစောပိုင်းကလေးကပြောဆိုကျင့်သုံးခဲ့ပါတယ်။သူကအနောက်နိုင်ငံနဲ့အတူပြားရည်စံခီထွက်ချင်းဆိုတဲ့အသုံးအနှုန်းကိုသုံးခဲ့တယ်။ဒါကြောင့်ပြည်ထောင်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ဟာတရင်တနည်းဆက်ဆံပြီးတော့ပြုပြင်ပြောင်းလဲရေးအတွက်ခြေလှမ်းလှမ်းခဲ့ခြင်းပဲဖြစ်ပါတယ်။အစဉ်ပြေစွာဆက်ဆံခြင်းဟာနှစ်ဘက်စလုံးကိုအကျိုးပြုကြောင်းနားလည်ကြတယ်။ပူတင်ကအနောက်နိုင်ငံများရဲ့ရင်းနှီးမြှုပ်နှံမှုမှာရုရှားကလိုအပ်ကြောင်းသဘောပေါက်တဲ့ကမ္ဘာနိုင်ငံများနဲ့ပူးပေါင်းပြီးထောက်ပံ့မှုရယူခြင်းဟာနိုင်ငံခြားကုန်သွယ်မှုကိုတိုးချဲ့နိုင်မှာဖြစ်ကြောင်းပူတင်ကသဘောပေါက်သလိုအနောက်နိုင်ငံတွေကလည်းရုရှားနဲ့တွေ့ဆုံစကားပြောဖို့လိုအပ်ကြောင်းသူတို့သိလာကြပါတယ်။ရုရှားဟာအခုချိန်ထိနျူကလ িয়ার လက်နက်အများပြားပိုင်ဆိုင်တဲ့နိုင်ငံဖြစ်နေသေးပါပြီ။ရုရှားမှာတိုင်ချစ်ပြည်တုံးပြန်3500ရှိတယ်။နျူကလ িয়ার ရင်ငုတ်တင်မော73စင်းနဲ့နျူကလ িয়ার ဘုံများတဲဆောင်ပြန်တန်းနိုင်တဲ့လေယာဉ်ကြီးအစင်း80ရှိပါတယ်။အနောက်နိုင်ငံတွေကစတက်နစ်စာချုပ်ကိုရုရှားကအတည်ပြုစေခြင်းနဲ့မဟာဗျူဟာမြောက်နျူကလ িয়ার လက်နက်များဖျက်သိမ်းတဲ့စာချုပ်ကိုလက်မှတ်ရေးထိုးစီလိုပါတယ်။ရဲစင်လက်ထက်ကအဲ့ဒီစာချုပ်လက်မှတ်ရေးထိုးခြင်းမပြုလုပ်နိုင်ခဲ့ပါ။ရဲစင်ကလည်းအချင်းချင်းညှင်းပယ်ခဲ့ပါတယ်။ပူတင်ကစတက်နစ်စာချုပ်လက်မှတ်ရေးထိုးခြင်းအတည်ပြုရန်ဒူမာလွှတ်တော်ထောက်ခံချက်ကိုရယူနိုင်ခဲ့တယ်။လန်ဒန်သို့မရောက်ခင်မှာအဲ့ဒီအတည်ပြုချက်ကိုရယူခဲ့ခြင်းပဲဖြစ်ပါတယ်။လန်ဒန်ကွန်ဂရက်လွှတ်တော်ကအတည်ပြုချက်မပေးနိုင်ပေမဲ့လည်းရုရှားဒူမာလွှတ်တော်ကအတည်ပြုချက်ပေးခဲ့ပါတယ်။နျူကလ িয়ার လက်နက်စမ်းသပ်မှုပိတ်ပင်ရေးစာချုပ်ကိုတော့လက်မှတ်ရေးထိုးရန်လည်းရုရှားကအသင့်ဖြစ်နေပါပြီ။ရုရှားနိုင်ငံဖို့ဒီနျူကလ িয়ার စာချုပ်တွေကိုလက်မှတ်ရေးထိုးရန်နဲ့ဖျက်သိမ်းရန်လိုအပ်နေတယ်။ရုရှားရဲ့နျူကလ িয়ার လက်နက်ထားရှိတဲ့အဆောက်အအုံမှာဟောင်မြေပြီးတော့ခင်မမီတော့တာကြောင့်အန္တရာယ်ရှိနေပါတယ်။ဒါကြောင့်ရုရှားနိုင်ငံမှာနျူကလ িয়ার လက်နက်များကန့်သက်ရန်အာမခံချက်ကိုအနောက်နိုင်ငံတို့အပူတပြင်းလူနေခြင်းပဲဖြစ်ပါတယ်။ရုရှားရဲ့နျူကလ িয়ার လက်နက်တွေဟာအနောက်ကမ္ဘာကိုချိန်ချောက်နေများမကတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးအတွက်လည်းဒီလက်နက်တွေကချိန်ချောက်နေကြောင်းမော်စကိုကသိရှိပါတယ်။ဒါကြောင့်မော်စကိုဟာဒီလက်နက်ကိုရှော့ချဖျက်သိမ်းရန်အကူအညီလိုအပ်နေပါတယ်။အမေရိကန်ပြည်ထောင်စုကလည်း1982ခုတိုင်ချင်းပြည်တုံးကြီးများဖျက်သိမ်းရေးစာချုပ်ပြင်ဆင်ရန်ရုရှားနဲ့သဘောတူညီချက်ရဖို့မျှော်လင့်နေတယ်။အငင်းပွားနေတဲ့တုံးကြီးကာကွယ်ရေးဒိုင်းစနစ်တွေကိုလည်းဖျက်သိမ်းရန်အမေရိကန်တို့ကလိုလားနေကြပါတယ်။ရုရှားအဖို့ဥရောပနဲ့ကုန်သွယ်ရေးပြုလုပ်ရမှာအရေးတကြီးလိုအပ်တယ်။အဓိကလည်းကြတယ်။အီရူဟာရုရှားနိုင်ငံရဲ့အကြီးမားဆုံးသောကုန်သွယ်ဖက်နိုင်ငံပဲဖြစ်ပါတယ်။ရုရှားနဲ့အဆင်ပြေသောဆက်ဆံရရင်လောင်စာအရင်းမြစ်ကိုလည်းရရှိနိုင်တယ်။ဒါပြင်ရုရှားဟာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်9နိုင်ငံမှာတနိုင်ငံလေးဖြစ်ပါတယ်။ရုရှားကိုအထီးကျန်နိုင်ငံတစ်ခုအဖြစ်ဘယ်သူမှမလိုလားပါ။ဒါပြင်အခုချိန်မှာလက်နက်ပြိုင်ဆိုင်မှုတွေလည်းမပြုလုပ်နိုင်ပါ။ဒါကြောင့်ရုရှားကိုအနှေးကြီးစေတဲ့ဗန်နာရေးအခက်အခဲလည်းမဖြစ်စေလိုတော့ပါ။ဒါပြင်နေတိုးတိုးချက်ရမှာရုရှားနိုင်ငံနဲ့အစဉ်ပြေရမှာအလွန်သိမ်မွေးတဲ့ပြဿနာပဲဖြစ်ပါတယ်။လီထိုနီးယားနိုင်ငံက2002ခုနှစ်မှာနေတိုးနဲ့ပူးပေါင်းလိုတဲ့ဆန္ဒရှိတယ်။ဘော်ကန်နိုင်ငံတွေကလည်းနေတိုးနဲ့ပူးပေါင်းပါဝင်လိုလာကြပါတယ်။ပူတင်ကအရင်ဆိုဗီယက်နိုင်ငံဟောင်းများကိုအကောက်ကွယ်ပေးရန်အားတက်သရောရှိနေပါတယ်။ဒါပြင်မော်စကိုရဲ့အိန္ဒိယနေကနေတိုးနဲ့ပူးပေါင်းရန်စိတ်ထက်သန်နေသည့်တိုင်ရုရှားကဒီနိုင်ငံတွေကိုအကောက်ကွယ်ပေးလိုတယ်။ခြေချင်းများမှာသွေးချောင်းစီမှုအပေါ်လူခွင့်ရေးချိုးဖောက်တယ်လို့လူခွင့်ရေးတောင်းဆိုတဲ့အဖွဲ့တွေကအရေးဆိုပေမဲ့လည်းပြည်ထောင်နိုင်ငံဟာရုရှားနဲ့ရည်ရှိဆက်ဆံလိုတယ်။ဒီအမြင်ကိုတောင်းနှင်းလန်းတဲ့နိုင်ငံသားရေးဌာနတို့ကဆန္ဒပြင်းပြစွာရှိပါတယ်။တိုနီဘလဲနဲ့နိုင်ငံသားရေးဝန်ကြီးရောဘင်ကိုတိုကရုရှားနဲ့ဆက်ဆံရေးကိုတိုးမြင့်စေလိုတယ်။ကိုကအခုလိုမျိုးရုရှားအပေါ်ချစ်ခဲ့ခြင်းဟာလူ့ကျင့်ဝတ်ကိုအခြေခံသောနိုင်ငံသားရေးမူဝါဒဖြစ်ပြီးဝန်ကြီးချုပ်နဲ့သဘောထားကွဲလွဲမှုမရှိလို့ဆိုပါတယ်။1998ခုနှစ်နိုင်ငံသားရေးဌာနမှာသူ့ရဲ့ယာရုတက်တန်းဆောက်လိုက်တာနဲ့ရုရှားနဲ့ဆက်ဆံရေးကိုကုကဆောက်လုပ်ခဲ့ခြင်းပဲဖြစ်ပါတယ်။သူ့ရဲ့လှုပ်ဆောင်ချက်ကိုတချို့ကသဘောမတူနိုင်သေးပါ။အရင်နိုင်ငံသားရေးဌာနတန်တမန်တဦးဖြစ်သူဂျူနသန်ပါဝါကတော့ကိုယ့်ရဲ့နိုင်ငံသားရေးမူဝါဒကိုလက်မခံပါ။တချို့ရုရှားနဲ့အမေရိကန်လူခင်ရေးဝါဒီတွေကလည်းမနစ်သက်ကြပါ။တောင်သူတော်လုပ်ရဖြစ်တယ်လို့ဆွဆွဲကြတယ်။ဒါပေမဲ့ဗြိတိရှားတို့ဟာအခုလိုလူခွင့်ရေးချိုးဖောက်ရန်လိုတဲ့နိုင်ငံများနဲ့မဟာမိတ်ဖွဲ့ထားသလိုကုန်သွယ်ရေးလုပ်ငန်းများလည်းလုပ်ခဲ့ပါတယ်။ဥပမာဆော်ဒီအာရေဗီးယား၊ဘာရိန်းလိုနိုင်ငံတွေနဲ့ဗြိတိရှားဆက်ဆံရေးမှာကြီးကျယ်လာပါတယ်။ကိုယ့်ရဲ့ကျင့်ဝတ်ဆိုင်ရာနိုင်ငံသားရေးမူဝါဒတွေဟာပြည်ထောင်နိုင်ငံကိုအကျိုးပြုတယ်လို့ယူဆတယ်။ဒီမူဝါဒတွေကြောင့်ပြည်ထောင်နိုင်ငံလုံးစီးရေးလေ့ကျင့်မှု Force လေယာဉ်တွေကိုအများပြားရောင်းချနိုင်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကိုရောက်ချခဲ့ရာဒီလေယာဉ်တွေဟာပြည်တွင်းတောင်ကျမ်းသူတွေကိုတက်ခတ်ရမှာလည်းအသုံးပြုနိုင်ခဲ့ပါတယ်။လူခွင့်ရေးအဖွဲ့အစည်းများလူခွင့်ရေးစောင့်ကြည့်အဖွဲ့တွေကဘလိုပင်ကန့်ကွက်သည့်တိုင်ဘလဲနဲ့ပြည်တိရှာအစိုးရဟာရုရှားနဲ့အစဉ်ပြေချုံးမွေးစွာဆက်ဆံရေးကိုလှုံ့ဆော်နိုင်ခဲ့ပါတယ်။အမေရိကန်နဲ့ဥရောပနိုင်ငံတွေကသူတို့လည်းပူတင်နဲ့စီးပွားရေးလုပ်နိုင်တယ်လို့မြင်လာကြပါတယ်။ပူတင်ကိုစီးပွားရေးလမ်းကြောင်းပေါ်ရောက်ရတဲ့နိုင်ငံရေးပြည်ပြင်ပြောင်းလဲမှုများလုပ်ရင်တိုက်တွန်းနိုင်မယ်လို့ယူဆလာကြတယ်။အဲဒါကြောင့်ရုရှားဟာဥရောပမှာမိတ်ဆွေတယောက်လိုအပ်နေတယ်။အနောက်တိုင်းကလပ်တို့လည်းအဖွဲ့ဝင်တယောက်ဖြည့်ဝင်လို့တယ်။ဒေါင်းနေလက်အရာရှိတယောက်ကပူတင်လန်ဒန်သို့လာရောက်လက်ပတ်ခြင်းဟာလိုအပ်နေတဲ့တစချိုးပြောင်းလဲမှုလို့ပြောဆိုခဲ့ပါတယ်။အဒီလိုလာရောက်လက်ပတ်ခြင်းကြောင့်ရုရှားပြည်ထိုင်နဲ့အီရိုကြားဆက်ဆံရေးပုံမကောင်းမွန်လာစေတယ်။အခုလိုပြည်ထိုင်နိုင်ငံရဲ့ကျိုးပန်းအားထုတ်မှုဟာဥရောပနဲ့အမေရိကန်ပြည်ထောင်စုကြားမှာတရားထိုးပေးလိုက်ခြင်းဖြစ်သလိုရုရှားနဲ့ပြည်တိရှာတို့ကြားရှေ့အစဉ်လာဆက်ဆံရေးကောင်းမွန်အောင်ဆောင်ရွက်လိုက်ခြင်းလည်းဖြစ်ပါတယ်။အခုလိုပြည်ထိုင်နိုင်ငံရဲ့ကျိုးပန်းအားထုတ်မှုဟာဥရောပနဲ့အမေရိကန်ပြည်ထောင်စုကြားမှာတရားထိုးပေးလိုက်ခြင်းဖြစ်သလိုရုရှားနဲ့ပြည်တိရှာတို့ကြားရှေ့အစဉ်လာဆက်ဆံရေးကောင်းမွန်အောင်ဆောင်ရွက်လိုက်ခြင်းပဲဖြစ်ပါတယ်။လန်ဒန်မှာနှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမှုမပြုမီပြည်တိရှာဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူအလစ္စတာခမ်မစ်ကပြည်ထိုင်နဲ့ဥရောပတို့ရဲ့အကျိုးစီးပွားအတွက်ရုရှားနိုင်ငံနဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးတိုးတက်စေခြင်းကအဓိကဖြစ်တယ်လို့ယူဆပါတယ်။ရုရှားဟာနိုင်ငံကြီးတစ်နိုင်ငံဖြစ်သလိုကမ္ဘာမှာလည်းအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ရုရှားသမ္မတကအခုလိုလာရောက်ခြင်းဟာဆက်ဆံရေးလှေကလေးတစ်ခုတိစောက်လိုက်ခြင်းဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ပူတင်ကသူ့ရဲ့ပထမဆုံးနိုင်ငံခြားခီးစဉ်အဖြစ်ပြည်ထောင်နိုင်ငံသို့သွားရောက်ပြီးစီးပွားရေးသဘောတူစာချုပ်များရေးဆွဲနိုင်ခြင်းကမ္ဘာအရေးခင်းများကိုနှစ်နိုင်ငံခေါင်းဆောင်များဆွေးနွေးခြင်းဟာတက်ချာကောဘာချက်ထိပ်သီးဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်ဒုတိယအကြိမ်နိုင်ငံဆက်ဆံမှုတိုးမြင့်စေခဲ့ခြင်းပဲဖြစ်ပါတယ်။ဗလာဒီမီယာပူတင်နဲ့လူမေလာတို့ဟာအေဘီလာ16ရက်တနင်္ဂနွေနေ့ညနေပိုင်းမှာလန်ဒန်မြို့ဟီသီယိုလေဆိပ်သို့ရောက်ရှိခဲ့ပါတယ်။သူတို့နဲ့အတူလန်ဒန်ဆိုင်ရာရုရှားသမ္မတ်ဂရီဂိုရီကာရာဆင်လည်းလိုက်ပါခဲ့ပါတယ်။သမ္မတ်တွေဟာထိပြောင်ပြောင်ခတ်တောင်တောင်နေပဲဖြစ်ပါတယ်။အရင်ဒုတိယနိုင်ငံသားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ကာရာဆင်ကိုလန်ဒန်မှာသမ္မတအဖြစ်ခန့်အပ်ခြင်းဟာရုရှားတို့ဟာလန်ဒန်နဲ့မော်စကိုဆက်ဆံရေးကိုအလေးထားကြောင်းပြသလိုက်ခြင်းပဲဖြစ်ပါတယ်။ဆက်ဆံရေးကောင်းမွန်အောင်ကြိုးစားအားထုတ်ခြင်းလည်းဖြစ်တဲ့ပူတင်ကအခရာကြတဲ့ကမ္ဘာခေါင်းဆောင်တူအနေနဲ့သူ့ရဲ့ခြေလှမ်းကိုအရေးပါပါဆလန်းလိုက်ခြင်းလည်းဖြစ်ပါတယ်။ရုရှားအဖွဲ့ဟာကင်စတန်ဟိုတယ်မှာတည်ကြတဲ့အဲဒီဟိုတယ်ဟာကင်စတန်နဲ့နော်ဥယျာဉ်လမ်းမှာရှိတဲ့ရုရှားအသံရုံးနဲ့ကလျက်တည်ရှိပါတယ်။ဧည့်သည်အဖြစ်ရောက်ရှိလာတာကြောင့်ပူတင်အဖို့မနက်တိုင်း45မိနစ်ပြည့်နေကြလေ့ကျင့်ခန်းကိုဖျက်သိမ်းလိုက်ရပြီးတော့ကင်စတန်ဦးရဲ့ဟိုတယ်ကန်ထဲမှာသာလေ့ကျင့်ခန်းလုပ်နေရပါတယ်။လန်ဒန်မှာရှိစဉ်တဲခိုတဲ့ဟိုတယ်မှာအပြင်ထွက်တာနဲ့ပူတင်တို့တန်တမန်အဖွဲ့ဟာမော်တော်ကား73စီးအပြည့်ကားတန်းကြီးနဲ့သွားကြတယ်။သူတို့မော်တော်ကားတန်းကြီးမှာသတင်းစာဆရာ90လဲပါဝင်ပါတယ်။သမ္မတရဲ့အဖွဲ့ဝင်90နဲ့လုံခြုံရေးအဆောင်100လဲပါဝင်ပါတယ်။လုံခြုံရေးအဆောင်တွေဟာအဖြူရောင်မိုးကားအင်ဂျင်များဝတ်ဆင်ထားတယ်။ဒီမော်တော်ကားတန်းကြီးမှာမာစီဒီကားကြီးတစ်စီးနဲ့စီကားကြီး2စီးလဲပါဝင်ပါတယ်။ဒီစီကားကြီးမှာတန်ချက်ကားကြီးတွေလိုအလွန်ခိုင်မာတောင့်တင်းပါတယ်။ဒီကားကြီး3စင်းကိုရုရှားမှနေလေရင်နဲ့တည်ဆောင်လာကြခြင်းပဲဖြစ်ပါတယ်။အနည်းအောင်စီကားကြီးတွေဟာဆိုဗီယက်ခေတ်ကလေးကထင်ရှားတဲ့ကားများပဲဖြစ်ကြတယ်။ဆိုဗီယက်ကွန်မြူနစ်ပါတီပေါ်လစ်ဘျူရိုများအတွက်သာဒီကားတွေကိုအထူးရွေးချယ်ပေးထားခြင်းပဲဖြစ်ပါတယ်။ကားထဲမှာခုံတွေဟာစိတ်ကန်းတရေတွေနဲ့ပြုလုပ်ထားတယ်။ကားပရင်ပေါက်တွေဟာကြည်ကားများပဲဖြစ်ပါတယ်။ကားအင်ဂျင်မှာ9.9လီတာခံနိုင်တဲ့ VH အင်ဂျင်များတဆင်ထားပါတယ်။ကားတစ်စီးကိုအမေရိကန်ဒေါ်လာ1,200,000ကုန်ကြပါတယ်။ကားလေးချိန်မှာ2တန်ရှိတဲ့အမြန်နှုန်းမှာလည်းတနာရီကို118မိုင်မောင်းနေနိုင်တယ်။ဓာတ်ဆီတကားလမ်းကို10မိုင်အထိမောင်းနှင်သွားနိုင်တယ်။စီကာမျိုးစားကိုစတာလင်ကလည်းအသုံးပြုခဲ့ပါတယ်။ဘော်ရီရေစင်ကတော့စီကာကြီးတဲ့မာစီဒီကာကိုပို့ကြိုက်တယ်။ရေစင်ကပိုဟောင်းကြီးဖြစ်တဲ့စီကာကိုမကြိုက်လို့ဝေခံပြောဆိုပါတယ်။ဒီစီကာကြီးရဲ့ပုံစံမှာဟောလိဝုဒ်ခေတ်ဟောင်းရုပ်ရှင်ကားတွေကအမေရိကန်များနဲ့တူနေရလို့ရေစင်ကပြောခဲ့ပါတယ်။နောက်တနေ့ဖြစ်တဲ့တနင်္လာနေ့မနက်မှာပူတင်နဲ့သူ့အချွေရန်လူနေရကန်ဟာဝိုင်ဟော်ရှိအမျိုးသားလစ်ဘရယ်ကလပ်တို့ရောက်ရှိခဲ့ပါတယ်။ဒီကလပ်ဟာသိမ်းမြစ်ကမ်းမပေါ်မှာတည်ရှိပါတယ်။ဒီနေရာမှာလစ်ဘရယ်ပါတီမှခေါင်းဆောင်များဖြစ်တဲ့ဂလက်စထရိုးနဲ့လွိုက်ဂျော်တို့ရဲ့တပုံကြီးများကိုချိတ်ဆွဲထားတယ်။ဒီတွေ့ဆုံတဲ့နေရာမှာပူတင်ကမိန့်ခွန်းပြောကြားပါတယ်။ဒီတွေ့ဆုံမဲ့သို့ရုရှားစီးပွားရေးလုပ်ငန်းရှင်များပြည်ထောင်နိုင်ငံမှာယင်းနှိမ့်မြုပ်နှံသူများလည်းတက်ရောက်ကြတယ်။ဒီလိုတက်ရောက်ကြတဲ့သူတွေထဲမှာ Share Company, BP Amoco Company, Unilever Company, Kapari Kopak Company နဲ့ပြည်တိရှာ American Secret Company တို့မှကိုယ်စားလှယ်များတက်ရောက်လာကြတယ်။
ပူတင်ကတက်ရောက်လာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုရုရှားနိုင်ငံသစ်မှာရုံရုံကြီးကြီးနဲ့လွတ်လွတ်လပ်လပ်လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန်စီယုံပြောဆိုပါတယ်။သူဟာရုရှားနိုင်ငံမှာပြည်ပြင်ပြောင်းလဲရေးများပြုလုပ်နေကြောင်းစီးပွားရေးပတ်ဝန်းကျင်နဲ့အနီရောင်တိတ်စနစ်ကိုဖျက်တောက်ပစ်လိုက်ပြီးဖြစ်ကြောင်းအခွန်ကောက်မှုစနစ်ကိုလည်းပြင်ထားကြောင်းစီးပွားရေးအတွက်အခွန်များကိုလည်းလျှော့ချထားကြောင်းအကျဉ်းပြတ်မှုအဂတိလိုက်စားမှုတို့ကိုလည်းတိုက်ဖျက်ထားကြောင်းပုဂ္ဂလိကမှုပိုင်းခွင့်များကိုလည်းလေးစားလိုက်နာပါကြောင်းပြောဆိုသွားပါတယ်။ဆွေးနွေးပွဲမှာပူတင်ကအရေးကြီးဆုံးနဲ့အထူးခြားဆုံးကတော့ရုရှားဟာကမ္ဘာစီးပွားရေးရဲ့ဝင်ရောက်လာပြီးဆိုတာပြောချင်ပါတယ်လို့ဆိုခဲ့ပါတယ်။ဒီဆွေးနွေးပွဲပြီးတဲ့နောက်မှာပူတင်ကမော်တော်ကားတန်းကြီးဟာဒေါင်းနင်းလန်သို့ရောက်ရှိလာရာဝင်းကြီးချုပ်ရုံးရဲ့ကိုက်တီယာကွာမှာကားတန်းကြီးကိုရပ်လိုက်ရတယ်။ဒီနေရာမှာချင်းချင်းပြဿနာဆန့်ကျင်သူ60ကလက်ကင်ပိုစတာများဝေယံပြီးဆန္ဒပြနေကြတယ်။ဝင်းကြီးချုပ်တိုနီဘလဲကကော်စောနီခင်းထားတဲ့နေရာမှာအေးသေးတို့သမ္မတတွေကိုကြိုးစိုးလျက်ရှိပါတယ်။အမတ်30ဒေါင်းလင်းတဲ့အိမ်နဲ့ရောက်ရှိပြီးတဲ့နောက်မှာကောင်ဆောင်ကြီး2ယောက်ဟောင်းနေလေစာအတူစားကြတယ်။ရုရှားရည်တဲ့အရာရှိ2ဦးနဲ့အတူပူတင်ကလာရောက်ခဲ့ပါတယ်။အဲ့ဒီအရာရှိတွေကသမ္မတရဲ့နျူကလ িয়ার လျှို့ဝှက်သင်္ကေတတာကိုယူဆောင်လာကြခြင်းပဲဖြစ်ပါတယ်။အဲ့ဒီတာထဲမှာရုရှားနိုင်ငံရဲ့မဟာဗျူဟာမြောက်ဒုံးကြီးတွေကိုပစ်ခတ်နိုင်တဲ့လျှို့ဝှက်သင်္ကေတများပါဝင်ကြပါတယ်။ခေါင်းဆောင်2ဦးဟာစီးပွားရေးကိစ္စများဆွေးနွေးကြသလိုခြေကျင်းညာနဲ့ GH အကြောင်းဘောလကန်ဒေသအကြောင်းငွေရစီဝါနဲ့ကုန်ကူးမှုကာကွယ်ရေးအကြောင်းအင်္ဂလန်နဲ့ရုရှားဆက်ဆံရေးအကြောင်းကာကွယ်ရေးစနစ်များအကြောင်းကို3နာရီကျော်ကြာအောင်ဆွေးနွေးကြတယ်။တိုင်းချေပြည်ဒုံးကြီးများဖျက်သိမ်းရေးစနစ်နဲ့ပတ်သက်ပြီးအမေရိကန်ရဲ့အစီအစဉ်ကိုပူတင်ကဆွေးနွေးသွားခဲ့ပါတယ်။ကမ္ဘာကြီးမှာလက်နက်ပြိုင်ဆိုင်မှုအသေးထပ်မံမပေါ်ပေါက်ရေးအတွက်နိုင်ငံကြီးတွေကပူးပေါင်းဆောင်ရွက်တင်ကြောင်းဆွေးနွေးတယ်။ရုရှားသမ္မတကသူတို့နိုင်ငံအနေနဲ့အိမ်နျူကလ িয়ার လက်များဖြန့်ကျက်ထားမှုကိုဖျက်သိမ်းရန်အသင့်ရှိကြောင်းရုရှားနိုင်ငံအနေနဲ့လည်းဒီကိစ္စတွေမှာပါဝင်သင့်ကြောင်းသတိပေးပြောဆိုခဲ့ပါတယ်။ဒေါင်းနီလန်မာနီခေါင်းဆောင်2ဦးဟာနိုင်ငံသားရေးဌာနသို့ထွက်ခွာလာခဲ့ကြတယ်။နိုင်ငံသားရေးဌာနမှာနိုင်ငံအလဲများထိုးစိုက်ထားတဲ့စပွဲရီမာထိုင်ကသတင်းစာဆရာကြီးနဲ့တွေ့ဆုံခဲ့ကြပါတယ်။ပလဲကနားလည်မှုတရားကိုရုရှားနဲ့ပြည်내နိုင်ငံတို့ကထိုးပေးခဲ့ကြောင်းရုရှားနဲ့ဥရောပရုရှားနဲ့အမေရိကန်တို့ကြားဆက်ဆံရေးကအောင်ကြိုးစားမှဖြစ်ကြောင်းပြောကြားပါတယ်။သတင်းစာဆရာတွေကပူတင်ကိုချစ်ချင်းပြဿနာနဲ့ပတ်သက်ပြီးမေးမြန်းခဲ့တယ်။လူခွင့်ရေးအုပ်စုများကလည်းကန့်ကွက်ကြတယ်။ပူတင်ကချစ်ချင်းပြဿနာပြောဆိုရမှာဒေါသတန်ပါလာတယ်။ချစ်ချင်းညာကအကြမ်းဖက်သမားတွေရဲ့ဒေါသပဲဖြစ်ပါတယ်။အစ္စလာမစ်အစွန်းရောက်တွေဟာချစ်ချင်းဒေသကိုအခြေခံပြီးရုရှားကိုတိုက်ခိုက်နေတယ်။ကမ္ဘာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုချင်းချောက်နေတဲ့အစ္စလာမစ်အကြမ်းဖက်သမားများကိုတိုက်ခိုက်ခြင်းဟာရုရှားနိုင်ငံအဖို့မှန်ကန်တဲ့လူရည်ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဥရောပအစိုးရတွေကလည်းရုရှားရဲ့အကြမ်းဖက်ဝါဒဆန့်ကျင်ရေးကိုထောက်ခံပေးတဲ့ကြောင်းအဲ့ဒီလိုထောက်ခံမပေးရင်အစ္စလာမစ်အစွန်းရောက်တွေမှာပို့ပြီးတော့လက်ရဲစရေးဖြစ်လာနိုင်ကြောင်းထောက်ပြပါတယ်။စက်တင်ဘာလ17ရက်နေ့ပတိုင်မြင်ကာလကပင်ပူတင်ဟာအဲ့ဒီလိုအကြမ်းဖက်သမားတွေအားဆက်ကျင်ခဲ့ခြင်းပဲဖြစ်ပါတယ်။အမွှာညီတော့အတက်ခံရပြီးတဲ့နောက်ရုရှားသမ္မတကသူ့ရဲ့အယူအဆနဲ့သူ့ရဲ့လူရဲ့မှန်ကန်တယ်လို့ပို့ပြီးလက်ခမောက်ခဲ့ပြောဆိုနိုင်ခဲ့ပါတယ်။2002ခုနှစ်နိုဝင်ဘာလမှာဘရက်ဆဲညီလာခံမှာပြည်သစ်သတင်းစာဆရာတယောက်ကချီချင်းညာနဲ့ပတ်သက်တဲ့မိကွန်းကိုပူတင်ကမိခဲ့ပါတယ်။ပူတင်ကဒီကိစ္စကိုမိတဲ့အခါတိုင်းစိတ်ဆိုးမှန်ဆူနေတူပြန်တည်လက်ထက်ရောက်စဉ်ကလည်းချီချင်းညာပြဿနာမိတိုင်းပူတင်မှာပောက်ကွဲလေးရှိပါတယ်။ပြည်သစ်သတင်းစာဆရာနဲ့တွေ့ဆုံစဉ်ကဒီအဖြစ်ကိုခင်ဗျားတို့သိသိချင်နေဆိုရင်မော်စကိုကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့ကတော့အစွန်းရောက်အစ္စလာမစ်တွေကိုလိုအပ်သလိုအရေးယူရမှာပါပဲ။ကျွန်တော်တို့နိုင်ငံမှာလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေခွင့်ကိုယ်ွယ်ခွင့်ရှိပါတယ်။ချစ်ချင်းပြဿနာနဲ့ပတ်သက်ပြီးလာရောက်စုံစမ်းစစ်ဆေးလို့ရပါတယ်လို့ပူတင်ကတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ပူတင်ကသတင်းစာဆရာရဲ့အမေကိုအင်္ဂလိပ်လိုပြန်ပြောဆိုခြင်းပဲဖြစ်ပါတယ်။ရုရှားပြင်ပမှာပြောတဲ့ပထမဆုံးနိုင်ငံခြားဘာသာစကားပဲဖြစ်ပါတယ်။ဥရောပသမဂ္ဂအရာရှိတွေကသူပြောတဲ့မှတ်ချက်ကိုသဘောမတွေ့လာပါ။ပူတင်ကချေချင်းညာအပေါ်အရေးယူခြင်းနဲ့ပတ်သက်ပြီးသူ့ဘက်ကအမှားမရှိပဲနှောင်နှရစရာမရှိလို့ပြပြတသားပြောလိုက်ခြင်းပဲဖြစ်ပါတယ်။2000ပြည့်နှစ်ဧပြီလကပူတင်ဟာဆိုဗီယက်ယူနီယံရဲ့ဒုတိယကမ္ဘာစစ်တွင်းကကြာရှုံးခဲ့တဲ့သူတွေကိုဂုဏ်ပြုခြင်းအခမ်းအနားကိုလန်ဒန်မှာပြုလုပ်ခဲ့တယ်။အဲဒီဂုဏ်ပြုပွဲတစ်ကိုလန်ဒန်တောင်ပိုင်းရှိ Imperial စစ်ပွဲဆိုင်ရာပြတိုက်မှာပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ပူတင်ကကြာဆုံးတဲ့သူတွေကိုပန်းခွေချခဲ့တယ်။တက်ရောက်လာတဲ့အေသိန်း200ခန့်ကိုလက်ဝဲရမ်းပြီးနှုတ်ဆက်ခဲ့ပါတယ်။အဲဒီထဲမှာတန်တမန်တွေစစ်အရာရှိတွေပြည်ထောင်နိုင်ငံမှာနေတဲ့ရုရှားမိသားစုတွေလည်းပါဝင်ပါတယ်။ပူတင်ကအမေရိကန်ကမ္ဘာလက်ခီးသားမိသားစုတစုနဲ့ရှင်တွဲပြီးတော့တပုံအရိုက်ခံနေလန်ဒန်မှာ24နာရီလေဘက်စင်ကအဲ့ဒီခန္ဓာကိုတက်ခဲ့ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီလိုလေဘက်ရမှာဝင်စားရတဲ့ကြီးမှာပြည်ချင်းပြင်းမာကြီးနဲ့လေမိနစ်20ကြာဝင်ရောက်နှုတ်ဆက်ခဲ့ပါတယ်။
လန်တာဟာပြည်ထောင်နိုင်ငံမှာအဆူညံဆုံးသောရေအိမ်များဖြစ်တယ်လို့ပြည်မကြီးရဲ့ကျင်းရတော့တာဂျီဖလစ်ပြောတဲ့အတိုင်းပူတင်ကလည်းကိုကပြောဆိုခဲ့ပါတယ်။အထူးတို့ပြည်မကြီးနဲ့တွေ့ဆုံမှုကိုပြည်ထောင်အစိုးရကပူတင်ထံမြစ်တာရက်ခမ်းပြီးစီစဉ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။အစိုးရအဖွဲ့နှစ်ဖွဲ့ရဲ့အောင်မြင်တဲ့တွေ့ဆုံဆွေးနွေးမှုနဲ့အပြန်အလှန်လေပတ်မှုကြောင့်တောင်အခုလိုရောက်ရှိခဲ့ခြင်းပဲဖြစ်ပါတယ်။တိုနီနဲ့ဗလာဒီမီယာရဲ့အရင်ဆုံးသောခင်မမှုကိုတိုးမြှင့်လိုက်ခြင်းပဲဖြစ်ပါတယ်။အီရစ်စစ်ပွဲကာလတုန်းကတင်မာခဲ့တဲ့သူတို့ရဲ့ဆက်ဆံရေးကိုပျော့ပြောင်းစေခဲ့ခြင်းလည်းဖြစ်တယ်။2000ပြည့်နှစ်နိုဝင်ဘာလရောက်တဲ့အခါမှာတိုနီဘလဲဟာပူတင်နဲ့တွေ့ဆုံရန်မိုးရေများနဲ့ဆူဆူနေတဲ့မော်စကိုသို့တွားရောက်ခဲ့ပါတယ်။အဒီလိုတွားရောက်ခဲ့ခြင်းမှာဆယ်လအတွင်းသူတို့နှစ်ဦးရဲ့၅ချိန်မြောက်တွေ့ဆုံခြင်းလည်းဖြစ်တယ်။ခေါင်းဆောင်နှစ်ဦးဟာသူတို့ရဲ့ပုဂ္ဂိုလ်ရေးရင်းနှီးမှုနဲ့နိုင်ငံဆက်ဆံမှုတိုးမြှင့်လိုက်ခြင်းပဲဖြစ်ပါတယ်။ဒီတစ်ချိန်မှာဘလဲဟာသူ့စနီးချယ်ရီကိုမခေါ်ဘဲတွားရောက်ခဲ့တယ်။အဲဒီချိန်မှာချယ်လီကသားလေးလီယိုကိုဖမ်းမြင်ပြီးကစားလေးဖြစ်ပါတယ်။နိုဝင်ဘာလ20ရက်နေ့တနင်္လာနေ့ညနေမှာမော်စကိုသို့ဆက်ရောက်ခဲ့ခြင်းပဲဖြစ်တယ်။လေးစိတ်သို့ရောက်စဉ်ဘလဲကသူ့ရဲ့နောက်ပါအခြေအနေအောင်ငါတို့ဘီယာတောင်းလို့သွားကြတာတသက်ရဲ့လဲဝစ်လာခဲ့ကြအောင်လို့ဟာတာနှုတ်ပြီးတော့ပြောခဲ့ပါတယ်။အဒီလိုပြောတဲ့အတိုင်းပင်ပူတင်နဲ့ဘလဲတို့တွေ့ဆုံတဲ့ကာလမှာဘီယာကွန်းတစ်ခွက်ကိုကိုင်းပြီးတပုံရိုက်ခန့်ခဲ့ကြပါတယ်။ကရမလင်နန်တို့ရဲ့တောင်ဘက်ခြမ်းအခန်းမှာတွေ့ဆုံခဲ့ကြခြင်းလည်းဖြစ်တယ်။သူတို့ဟာဂျာမန်ဘီယာကိုတောက်ခဲ့ကြတဲ့ဗလာဒီမီယာပူတင်ဟာအရှေ့ဂျာမနီမှာနှစ်အတန်ကြာနေခဲ့ရသလိုဂျာမန်တို့ရဲ့အကြိုက်ကိုသူကြိုက်တဲ့နေပါပြီ။သူတို့နှစ်ဦးဟာနိုင်ငံအကြပြဿနာတွေကိုတွေ့ဆုံဆွေးနွေးကြတယ်။အရှေ့ဂျာမနီမှာရှိစဉ်ကပူတင်က3လီတာရှိတဲ့ဘီယာကိုတပတ်ကိုတစ်ကြိမ်အမြင့်တောက်လေးရှိတယ်။ဒီအချိန်မှာကရာတေဘာမျိုးလေးမှာပူတင်ဟာကီဂျင်ဘီတာဝန်နဲ့ရောက်ရှိခဲ့ခြင်းပဲဖြစ်ပါတယ်။အခုလဲတိုနီဘလဲနဲ့အတူဘီယာတောက်ရင်နိုင်ငံအရေးကိုတွေ့ဆုံဆွေးနွေးခဲ့ကြတယ်။နောက်တနေ့မှာပူတင်ဟာအဲ့ဒီကိုကရမလင်သို့ဖိတ်ခေါ်ပြီးတော့နေလေစာအတူစားကြပါတယ်။ဘလဲဟာမော်စကိုမှာ15နိုင်ကြာနေထိုင်ခဲ့ပြီးအရေးကြီးတဲ့အကြောင်းအရာတွေကိုပူတင်နဲ့ဆွေးနွေးခဲ့တယ်။ပူတင်နဲ့နေလေစာမစားခင်ဘလဲဟာရုရှားဝန်ကြီးချုပ်သည်မီခေကာစီယာနိုနဲ့အလင်းဆွေးနွေးခဲ့ပါတယ်။ကောင်းဆောင်နှစ်ယောက်ဟာအင်္ဂလိပ်ရုရှားစီးပွားရေးပြည့်မှုအကြောင်းရာသီဥတုများအကြောင်းနိုင်ငံခြားအရေးအခင်းများအကြောင်းစီးနဲ့ပတ်သက်ပြီးမော်စကိုရဲ့အစီအစဉ်များအကြောင်းကိုဆွေးနွေးခဲ့ကြတယ်။ပူတင်ကကြေတာယာစစ်ပွဲသားလေးအကြောင်းကိုထပ်သန်စွာဆွေးနွေးခဲ့တယ်။အဲဒီအကြောင်းမှာဒုံးကျည်ကာကွယ်ရေးစနစ်အကြောင်းပဲဖြစ်ပါတယ်။အမေရိကမှာကြေတာယာစစ်ပွဲစီမံကိန်းကိုရေးဆွဲထားခဲ့တယ်။လူဆိုးနိုင်ငံတွေနဲ့နျူကလ িয়ার လက်နက်များရရှိခဲ့ပါကအမေရိကရဲ့ကောင်းကင်ယံမှာအမေရိကန်ကိုတိုက်ခိုက်လာတဲ့ဒီလက်နက်တွေကိုကြိုတင်ဖျက်ဆီးရေးစီမံကိန်းပဲဖြစ်ပါတယ်။တိုနီဘလဲမော်စကိုသို့လာရောက်ခြင်းမှာရုရှားနဲ့အမေရိကန်ပြည်ထောင်စုကြောင့်ဥရောပကဆက်ဆံရေးတရားခင်ပြီးရန်ကြိုးပမ်းမှုလည်းပါဝင်ပါတယ်။အမေရိကန်နဲ့ရုရှားတို့ကြားတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ကျွန်တော်တို့မှာဆန္ဒပြင်းပြပြရှိပါတယ်လို့မော်စကိုသို့မထွက်ခွာမီတိုနီကလေးကသတင်းစာဆရာတွေကိုပြောခဲ့ပါတယ်။ဒါပေမဲ့ဘလဲကအမေရိကန်ပြည်ထောင်စုတည်ဆောက်နေတဲ့ဒုံးကျည်ကာကွယ်ရေးစနစ်ကိုပြည်ထောင်ကထောက်ခံမထောက်ခံမိကွန်းကိုတော့ဖြစ်ဆိုဖို့ညင်ခဲ့ပါတယ်။အရင်ကတော့တောင်နယ်လန်ကအဲ့ဒီပြည်ထနာနဲ့ပတ်သက်ပြီးသဘောထားပေးရမှာအမေရိကန်နဲ့အတူတူအဲ့ဒီစီမံချက်မှာပါဝင်ပတ်သက်ရန်ဆန္ဒရှိပါတယ်လို့ပြောဆိုခဲ့ပူပါတယ်။ဗြိတိရှားကာကွယ်ရေးဌာနကအမေရိကန်အမျိုးသားဒုံးကျည်ကာကွယ်ရေးစီမံကိန်းကိုထောက်ခံကြောင်းကြေညာခဲ့ပူပါတယ်။နိုင်ငံခြားရေးဌာနကတော့အလေးထားရေးပြောဆိုခြင်းမရှိပါ။တန်တမန်တွေကတော့ဒီဒုံးကျည်ကာကွယ်ရေးစနစ်ကြောင့်မဟာဗျူဟာမြောက်ဒုံးကျည်များဖျက်သိမ်းရေးစာချုပ်ကိုရေးထိုးခဲ့တဲ့အမေရိကန်နဲ့ရုရှားဆက်ဆံရေးထိခိုက်မှဆိုရင်ကြပါတယ်။အခုအခါကမ္ဘာကြီးရာမလုံးကြုံတော့ပဲအနေနဲ့တွေ့ကြုံနိုင်တဲ့အခြေအနေတွေရှိတာကြောင့်ဒီပြဿနာကိုဖော်ထုတ်ရမလို့ဘူးလို့တန်တမန်တွေကဆိုပါတယ်။အမေရိကန်သမ္မတရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီကြီးနှစ်ခုမှသမ္မတလောင်းများဖြစ်တဲ့အယ်ဂိုနဲ့ဂျော့ဒဗလီဘူရိုကလည်း NMD ကိုထောက်ခံကြပါတယ်။ပလဲနဲ့ပြည်တီရှာဆိုရကရုရှားနဲ့အရင်ချုပ်ဆိုခဲ့တဲ့စာချုပ်အတိုင်းအမေရိကန်ကပြန်လည်ညှိနှိုင်းပြီးတော့လက်ခံရန်ဆန္ဒရှိပါတယ်။အမေရိကန်ရဲ့ဆန္ဒကိုကျွန်တော်တို့သဘောပေါက်ပါတယ်။အမေရိကန်ဟာစိုးတန်းတဲ့နိုင်ငံတွေရဲ့ရန်ကာကောက်ွယ်ဖို့ဆန္ဒရှိတာကိုလည်းနားလည်ပါတယ်။အဲဒါကြောင့်ရုရှားနဲ့အမေရိကန်တို့ရဲ့လက်နက်ဖျက်သိမ်းရေးစာချုပ်တွေကိုလေးလေးနက်နက်လိုက်နာအကောင့်ထဲဖော်စေချင်ပါတယ်လို့ဘလဲကပြောဆိုခဲ့ပါတယ်။နိုင်ငံခေါင်းဆောင်များဖြစ်တဲ့ပူတင်နဲ့ဘလဲတို့ရဲ့ဆက်ဆံရေးမှာ2000ပြည့်နှစ်နိုဝင်ဘာလမှာအထွတ်အထိပ်သို့ရောက်ရှိခဲ့တဲ့လန်ဒန်ဆိုင်ရာရုရှားအသံမတ်ကြီးဂရီဂိုရီကာရာဆင်ကသတင်းစာဆရာတွေကိုပြောကြားရမှာနိုင်ငံခေါင်းဆောင်များအကြားပုဂ္ဂိုလ်ရေးရင်းနှီးမှုမှာအလွန်ကောင်းပါတယ်။အခုအခါပြည်ထောင်နဲ့ရုရှားတို့ဟာအရင်ကာလတွေနဲ့မတူအောင်အကောင်းဆုံးအခြေအနေသို့ရောက်ရှိနေပါလို့ဆိုပါတယ်။မော်စကိုသို့သူ့ရဲ့လင်းလေးမထွက်ခွာမီပလဲကကျွန်တော်အမြင်မှာပူတင်ဟာအလွန်အင်အားတောင့်တင်းတဲ့ရုရှားခေါင်းဆောင်တယောက်လို့ယူဆပါတယ်။အင်အားတောင့်တင်းတယ်လို့ကျွန်တော်ပြောတဲ့အတွက်ကမ္ဘာကိုခြောက်လန့်နေတဲ့ခေါင်းဆောင်လို့ဆိုလိုလားမဟုတ်ပါဘူး။
သူနိုင်ငံကိုခိုင်မာတောက်တဲ့အောင်ကောင်းဆောင်နိုင်တယ်လို့ပြောတာပါသူကပုဂ္ဂိုလ်ရေးအရာလေးကျွန်တော်သဘောကျပါတယ်လို့ပြောဆိုခဲ့ပါတယ်အဲဒီနောက်သူကဆက်ပြီးတော့ရုရှားသမ္မတဟာဉာဏ်ပညာလည်းကြီးမြင့်ပြီးကမ္ဘာရေးကိုအဆင့်ပြေအောင်ဖြည့်ရှင်းနိုင်မဲ့လူလည်းဖြစ်ပါတယ်သူကပြောဆိုတဲ့အခါလေသူကနားထောင်ဖို့အမြဲပြင်ဆင်ထားတဲ့သူပါပြောစရာရှိတာကိုရှင်းရှင်းလင်းလင်းနဲ့ကောင်းကောင်းမွန်မွန်ပြောဆိုတတ်တယ်ကျွန်တော်တို့နှစ်ယောက်တွေ့ဆုံတဲ့အခါတိုင်းလူရင်းကိုပွင့်လင်းစွာပြောနိုင်သလိုခေခေမေမေရင်းနေနေနဲ့ပြောတတ်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်အလက်စတာခံဘဲကလည်းကျွန်တော်တို့နဲ့ပူတင်ရဲ့ဆက်ဆံရေးဟာအများကြီးကောင်းမွန်ပါတယ်သူဟာအလွန်ပွင့်လင်းပြီးရင်းနှီးစွာဆက်ဆံဖို့ကောင်းတဲ့သူလို့ဝန်ကြီးချုပ်ကယူဆပါတယ်ရုရှားရဲ့ပြည်ပြင်ပြောင်းလဲရေးတွေကိုဆက်ပြီးလှုပ်ဆောင်ဖို့ဆန္ဒပြင်းပြတဲ့သူလည်းဖြစ်ပါတယ်လို့သူကပြောဆိုခဲ့ပါတယ်ပြည်တီရှာဝန်ကြီးချုပ်မော်စကိုသို့လာရောက်လက်ပတ်ခြင်းနဲ့ပတ်သက်ပြီးရုရှားသတင်းစာတွေကလည်းရေးသားကြတယ်ဝန်ကြီးချုပ်တိုနီဘလက်ဟာမော်စကိုသို့ဘာကြောင့်လက်ပတ်ရောက်လဲကောင်းစီတက်ပြီးအက်စပက်ဂျာသတင်းစာမှာရေးသားဖော်ပြကြတယ်ရုရှားနဲ့ပြည်တင်နိုင်ငံဒေသအစည်းအဝေးပြုလုပ်ရန်အရေးတကြီးလိုအပ်နေခြင်းမရှိဗလာဒီမီယာပူတင်နဲ့တိုနီဘလက်တို့ရဲ့ခင်မီရင်းနှီးမှုကြီးမားလာတာဟာသိတာပါတယ်လို့ရေးသားခဲ့ပါတယ်တခြားအရေးကြီးတဲ့ဘလို့ပြဿနာရှိတာကိုတော့မသိဒါပေမဲ့ရုရှားနဲ့ပြည်တင်တို့ရဲ့ဆက်ဆံရေးကနှဆိုင်လျက်ရှိပါတယ်လွန်ခဲ့တဲ့တလကပူတင်ပြည်သူတို့တွားရောက်လက်ပတ်ခဲ့တယ်အမေရိကန်နဲ့ရုရှားဆက်ဆံရေးတည်တည်မရှိပေမဲ့လည်းဥရောပနဲ့ဆက်ဆံရေးမှာပိုရည်နဲ့ဆိုင်လာတယ်လို့ရေးသားကြပါတယ်ဘလို့ပဲဖြစ်ပါစေပူတင်နဲ့ဘလဲတို့ကြားဆက်ဆံရေးပြည်တင်ရုရှားဆက်ဆံရေးကြောင့်ဥရောပလုံခြုံရေးအတွက်ပုံမှုအလေးနဲ့လာတာဟာတိတာလာပါလေလို့ရေးသားကြပါတယ်2000ပြည့်နှစ်ဇွန်လမှာမော်စကိုသို့သူ့ရဲ့ဥရောပနောက်ဆုံးခရီးအဖြစ်ရောက်ရှိလာစဉ်ဘီကလင်တန်ဟာသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်။အဲ့ဒီလိုရောက်ရှိလာစဉ်သမ္မတပူတင်ကနိုဝင်ဘာလမှာပြုလုပ်မဲ့သမ္မတရွေးကောက်ပွဲကိုစိတ်ဝင်စားမျှော်လင့်နေပါလေလို့ပြောကြားခဲ့ပါတယ်။ကလင်တန်အနေနဲ့သူ့ရဲ့သမ္မတသက်တမ်းနောက်ဆုံးခရီးလေးဖြစ်နေတယ်။သူ့ရဲ့နောက်ဆုံးသက်တမ်းမှာရုရှားနဲ့အမေရိကန်ဆက်ဆံရေးကိုပြည့်ပြည့်ချုံမွေးစေလိုပါတယ်။ကလင်တန်ကပူတင်ဟာနိုင်ငံရေးအရာရည်ထဲမှာရှောင်နေသူလို့မြင်နေပူတင်ဟာသူ့ရဲ့ရည်မှန်းချက်ကိုအတိအကျမဖော်ပြဘဲနိုင်ငံအဆင်ပြေအောင်ဆက်ဆံသူပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ပါစေအခုနှစ်ကုန်ပိုင်းအထိအမေရိကန်နဲ့ရုရှားဆက်ဆံရေးကောင်းမွန်ရန်ပူတင်ကဆန္ဒရှိကြောင်းသိသားနေပါတယ်။ကလင်တန်ဟာပူတင်နဲ့အရင်ကလည်းတွေ့ဆုံခဲ့ဘူးတယ်။လွန်ခဲ့တဲ့စာအုပ်ကနယူးဇီလန်မှာတွေ့ဆုံခဲ့ခြင်းပဲဖြစ်ပါတယ်။1996ခုနှစ်မှာကလင်တန်စိန့်ပီတာစဘတ်သို့လာရောက်စဉ်ကသူဟာ19ရာစုနှစ်ကအကြီးကျယ်ဆုံးသောဟိုတယ်ကြီးဖြစ်တဲ့ Nevsky Prosper မှာတည်ခိုခဲ့ပါတယ်။ရုရှားမှာရှိတဲ့ကျင်းကားဝယ်ဟိုတယ်ကြီးလေးဖြစ်တဲ့အဲ့ဒီဟိုတယ်ကြီးကိုအီတလီပြည်သူကကာလိုရော့စီကဒီဇိုင်းဆွဲခဲ့ခြင်းပဲဖြစ်ပါတယ်။ကလင်တန်ရောက်ရှိစဉ်ကလုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတာကြောင့်အသက်ရှူကျလောက်တယ်လို့ဆိုပါတယ်။စိန့်ပီတာစဘတ်မှာကလင်တန်ရောက်စဉ်ကတာမန်လူတယောက်နဲ့မျှမတွေ့ခဲ့ရပါဘူး။အဲ့ဒီလိုလာရောက်ခဲ့ခြင်းကိုအမေရိကန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးထရုတ်တဲဘော့ကသူ့ရဲ့ဘဝမှတ်တမ်းမှာရေးသားခဲ့ပါတယ်။အဲ့ဒီချိန်ကဗလာဒီမီယာပူတင်ဟာစိန့်ပီတာစဘတ်မှာလူငယ်ဒုတိယမြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ကာလပဲဖြစ်ပါတယ်။1999ခုနိုဝင်ဘာလကကလင်တန်ဟာအော့စလိုမှာပူတင်နဲ့တွေ့ဆုံခဲ့တယ်။သူတို့တွေ့ဆုံတဲ့အခမ်းအနားမှာ Richard Rabin ကွယ်လွန်ခြင်း9နှစ်မြောက်အခမ်းအနားအော့စလိုမြို့တော်ခမ်းမမှာကျင်းပစဉ်ကပဲဖြစ်ပါတယ်။အဲဒီချိန်မှာပူတင်ဟာခြေကျင်ညာကိုရုရှားတို့တက်ခဲ့ခြင်းမှာတရားကြောင့်ရုရှားနိုင်ငံရဲ့ဥပဒေအရဝင်ရောက်တက်ခဲ့ခြင်းဖြစ်ကြောင်းခုခံပြောဆိုခဲ့တယ်။ကလင်တန်နဲ့ပူတင်ခေါင်းဆောင်တို့ဦးချင်းပြောရမှာရုရှားတို့ကခြေကျင်ညာကိုအမြဲတမ်းသိမ်းပိုက်ရန်ဆန္ဒမရှိကြောင်းပြောခဲ့ပါတယ်။ကလင်တန်ကလည်းပူတင်နဲ့ခြေကျင်တပုံများနဲ့တွေ့ဆုံဆွေးနွေးတင်ကြောင်းပြောဆိုခဲ့တယ်။ပူတင်နဲ့တွေ့ဆုံခဲ့ရတာကိုကလင်တန်ကသူ့ရဲ့အကြံပေးတွေနဲ့ပြောခဲ့ရမှာသူဟာပူတင်ကိုသဘောကျကြောင်းပူတင်ဟာတကြပြီးအမှန်ရှိသူလို့မြင်ကြောင်းပူတင်ကမာကျော်ပြီးအင်အားတောင်းတသူတယောက်စုံမြဲချက်ပြတ်သားသူတယောက်ဖြစ်တယ်လို့မြင်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ဒါပေမဲ့ပူတင်နဲ့ကလင်တန်တို့တွေ့ဆုံခဲ့မှုဟာအရင်ကဘော်ရီရေဇင်းနဲ့ကလင်တန်တွေ့ဆုံခဲ့မှုလောက်တော့နှွေးထွေးခြင်းမရှိပါ။2000ပြည့်နှစ်နွေရာသီမှာကလင်တန်ဟာရုရှားသမ္မတတင်နဲ့တွေ့ဆုံရမော်စကိုသို့တွားရောက်လေပဲခဲ့ပြန်ပါတယ်။ကလင်တန်ရဲ့သမ္မတသက်တမ်းနောက်ဆုံးကာလမှာတွားရောက်ခဲ့ခြင်းလေးဖြစ်တယ်။အဲဒီချိန်မှာသူကပေါ်တူဂီနဲ့ဂျာမနီတို့လည်းတွားရောက်လေပဲခဲ့ပါတယ်။အမေရိကန်ရဲ့တူဂျီကာကိုရေးစနစ်ကိုဥရောပသို့တွားရောက်ရှင်းပြခဲ့ခြင်းလေးဖြစ်တယ်။အထူးသဖြင့်အဲဒီစနစ်ကိုကန့်ကွက်တဲ့ဥရောပနိုင်ငံတွေကိုရှင်းပြခဲ့ခြင်းလေးဖြစ်တယ်။အဲဒီချိန်ကမော်စကိုဟာအဲဒီတူဂျီကာကိုရေးစနစ်ကိုအကြောက်အကန်ညှင်းဆိုကန့်ကွက်နေခြင်းလေးဖြစ်တယ်။အခုလေပတ်နေတာမှာကလင်တန်ရဲ့သမ္မတသက်တမ်းမှာနောက်ဆုံးလေပတ်ခြင်းဖြစ်သလိုမော်စကိုသို့9ကြိမ်မြောက်ကလင်တန်လာရောက်ခြင်းလေးဖြစ်ပါတယ်။ပူတင်သမ္မတအပြည့်ရွေးကောက်ခံရစဉ်ကပထမဆုံးကြိမ်မော်စကိုသို့ကလင်တန်လာရောက်လေပတ်ခြင်းပဲဖြစ်ပါတယ်။
1993ကမော်စကိုထိပ်သီးစည်းဝေးသို့ကလင်တန်လာရောက်ခဲ့ပူပါသည်အဲဒီချိန်ကပေါ်ရီရေစင်ခက်ခက်ခဲခဲရုံကန်ကောင်းဆောင်၍နေရာချင်းပဲဖြစ်သည်ကလင်တန်နဲ့ပူတင်တို့3နိုင်ကြာစကားပြောခဲ့သည်ညစာစားပြီးနောက်တွေ့ဆုံခြင်းပဲဖြစ်ပါသည်အဲဒီနေ့မှာဇွန်လ3ရက်စနေနေ့ပဲဖြစ်သည်ညစာစားပြီးမှပူတင်ကအင်္ဂလိပ်စကားဖြင့်ပြောဆိုခဲ့ပါသည်အနောက်နိုင်ငံဧည့်သည်များလာရောက်တဲ့အခါမှာပူတင်ဟာအင်္ဂလိပ်လိုပြောလို့ရှိတယ်အဲ့ဒီလိုပြောဆိုရမှာโอเคခွင့်ပြုပါအောင်ဆိုတဲ့စကားတွေကိုကြားညက်ပြောဆိုလေးရှိပါတယ်။ကလင်တန်နဲ့ပြောတဲ့အခါစကန်ပြင်ကြီးအောင်ကိုပဲစကန်ပြင်ကတဆင့်ပြောဆိုနေစရာမလိုတော့ဘူး။နှစ်ဦးသားတော်တော်လက်မြင်မြတ်ဆက်ဆက်သဘောပေါက်စေပါတယ်။ပူတင်ကကလင်တန်ရဲ့ဇနီးဟာဟီလာရီစ်နဲ့သမီးချယ်စီတို့အကြောင်းအရေးတယူမေးမြန်းပါတယ်။အမေရိကန်ရွေးကောက်ပွဲကိုလည်းမေးကြည့်တယ်။ရုရှားတို့ကအမေရိကန်ရွေးကောက်ပွဲအပေါ်အရေးတယူရှိတာကိုလည်းကလင်တန်ကသဘောကျတယ်။ပူတင်ကအမေရိကန်သမ္မတရွေးကောက်ပွဲကိုဟာတာနိုးရေးပြပြပါတယ်။သူဟာသမ္မတတယောက်ဖြစ်ပါတယ်။ဒါအပြင်ဂျူဒိုကစားသမားလေးဖြစ်တယ်။အဲဒါကြောင့်သူ့ရဲ့ပြိုင်ဘက်ဒါမှမဟုတ်လေ့ကျင့်တဲ့ဘက်မှာသူနဲ့တင်တော်တဲ့သူဖြစ်တင်ပါတယ်။ဆိုလိုတာကသူ့ရဲ့ပြိုင်ဘက်ဖြစ်လာမယ်အမေရိကန်သမ္မတသစ်ဟာအင်အားတောင်းတသူဖြစ်ရမယ်လို့ဟာတာနိုးလိုက်ခြင်းပဲဖြစ်ပါတယ်။ပူတင်ဟာကလင်တန်ကိုဂရမ်လင်သို့လမ်းလျှောက်ရင်းနဲ့ဂရမ်လင်မှာဝတ်ပြုဖျားကြောင်းတွေကိုခေါ်ခဲ့ပါတယ်။သမ္မတလေ့ကျင့်တဲ့အားကစားရုံနဲ့အနှိတ်ခံတဲ့အနေဆောင်တို့လည်းခေါ်ဆောင်ပြသခဲ့ပါတယ်။ညစာစားပွဲကိုရုရှားရဲ့ယူအဆောက်အအုံတွေကိုပါထည့်သွင်းချက်ပြုတ်ကျွေးမွေးခဲ့တယ်။ရုရှားတို့စားနေကြကော်ပီတို့ဟင်းချိုလည်းပါပါတယ်။ Trust ငါးလည်းပါပါတယ်။ခဆဆတော်ဝက်သားဟင်းချယ်ရီတီအနီအချင်းနဲ့ရောချက်ထားတဲ့ငါးသားဟင်းလည်းပါပါတယ်။ညစာစားပွဲမှာသမ္မတနှစ်ဦးအပြင်သူတို့ရဲ့နိုင်ငံသားရေးမူဝါဒအကြံပေးပုဂ္ဂိုလ်2ဦးစီပါဝင်ကြပါတယ်။အမေရိကန်ဘက်မှဒုတိယနိုင်ငံသားရေးဝန်ကြီးစရုတ်ထဲပေါ်ပါဝင်သလိုပူတင်ရဲ့ရုရှားဘက်မှပူတင်ရဲ့ဒုတိယတန်အဖွဲ့ယုံစာဂျီဘရီတော့ကိုလည်းတက်ရောက်ခဲ့ပါတယ်။ညစာစားပြီးနောက်ခေါင်းဆောင်ကြီး2ယောက်ဟာ Just တချင်နေတဲ့တီမိုမူတွေကိုတကောင်းတိုင်အောင်ကြည့်ရှုနားထောင်ခဲ့ကြတယ်။ TY ခေါင်းဆောင် Olin String ကတဦးရဲ့ဆက်ဆိုပုံမှုပြခဲ့ပါတယ်။ဆက်ဆိုပုံကိုကလင်တန်ကသဘောကျတယ်။သူကိုယ်တိုင်လည်းအားလည်းရင်ဆက်ဆိုပုံမှုလေးရှိပါတယ်။ဆွေးနွေးရမှာခေါင်းဆောင်တို့ဟာမဟာဗျူဟာမြောက်လက်နက်များအကြောင်းအမေရိကန်တို့ရဲ့ဒုံချီကကွေးစနစ်များအကြောင်းကိုဆွေးနွေးကြပါတယ်။စီးပွားရေးနဲ့ကြီးကြီးညာအကြောင်းလေးဆွေးနွေးကြတယ်။နောက်တစ်နေ့မှာ6နိုင်ကြာဆွေးနွေးခဲ့ကြပြန်ပါတယ်။သမ္မတနှစ်ဦးဟာလေးနဲ့ဆွေးနွေးကြခြင်းပဲဖြစ်ပါတယ်။ထိပ်သီးစည်းဝေးမှာအမေရိကန်တို့တင်ပြတဲ့ MND စနစ်အကြောင်းကလွှမ်းမိုးထားပေမဲ့လည်းစိုးသွမ်းတဲ့နိုင်ငံများဖြစ်တဲ့မြောက်ကိုရီးယား၊အီရန်နဲ့အီရတ်တို့ချင်းချောက်နေမှုတွေကိုလည်းဆွေးနွေးကြပါတယ်။သမ္မတနှစ်ဦးသဘောတူညီချက်နှစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြတယ်။လက်နက်အပြင်ထုတ်လုပ်နိုင်တဲ့ပလူတိုနီယမ်တန်ချိန်34တန်ကိုလာမယ့်အနှစ်20အတွင်းတနိုင်ငံစီကအဲ့ဒီအလေးချိန်တိုင်းဖြစ်သိမ်းပြီးရန်သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ရုရှားလိုလက်နက်တိုက်ထဲမှာ3ချိုးတချို့နဲ့အမေရိကန်လက်နက်တိုက်ထဲမှာအချိုးစားတစ်ဝက်ပဲဖြစ်ပါတယ်။အတိလိုပလူတိုနီယမ်များဖြစ်စီရန်အတွက်ကုန်ကျစရိတ်မှာဒေါ်လာ6ဘီလီယံရှိပါတယ်။အမေရိကန်ကဒေါ်လာ4ဘီလီယံပါဝင်ကူညီမှာပဲဖြစ်ပါတယ်။1994ကတည်းကဖြစ်သိမ်းရေးအတွက်ထည့်ဝင်ကူညီခဲ့ရမှာအမေရိကန်တို့က3ဘီလီယံပေးပြီးပါပြီ။အဲ့ဒီအကူအညီတွေမှာနေပြီးရုရှားတို့ဟာနျူကလ িয়ার ထိပ်ဖူးများဖျက်ဆီးပြီးပါပြီ။ကလင်တန်ဟာမဟာဗျူဟာတည်ငြိမ်မှုအတွက်ပုံမကောင်းမှုနဲ့မတိုင်ဆိုင်ထူခဲ့ပြီလို့ပြောခဲ့ပါတယ်။အမေရိကန်နဲ့ရုရှားတို့ဟာမော်စကိုမှာကြိုတင်ပြီးသတိပေးမှုဌာနကိုပထမဆုံးတည်ဆောက်နိုင်ဖို့သဘောတူခဲ့ပါတယ်။နျူကလ িয়ার စစ်ပွဲမဖြစ်ပွားအောင်ကြိုတင်သတိပေးချက်ဌာနတည်ဆောက်ရမယ်ဖြစ်တယ်။အဲ့ဒီသဘောတူညီချက်အတိုင်းနောက်ထပ်10နှစ်အတွင်းအဲ့ဒီဌာနကိုဖွဲ့စည်းရမယ်ဖြစ်ပါတယ်။အမေရိကန်အရာရှိ16ယောက်နဲ့ရုရှားစစ်အရာရှိ19ယောက်တို့ဟာအဲ့ဒီရုံးမှာအလဲကျအမြဲအမှုတန်းနေရမယ်ဖြစ်ပါတယ်။ခင်မီနီပညာတွေနဲ့အာဂါသာအတွင်းအခြေစိုက်တဲ့ဂျူရီတွေမှာသတင်းပို့ချက်များရယူရမှာပဲဖြစ်ပါတယ်။အနီရောင်အောက်ရောင်ခြည်စနစ်နဲ့ရေဒါများကလည်းနျူကလ িয়ার လက်နက်ပစ်ခတ်ခြင်းကိုစောစီစွာသတိပေးနိုင်ရပါမယ်။အဲ့ဒီလိုသတိပေးနိုင်အောင်အာဂါသာထဲမှာရှိနေတဲ့ရင်းများဂျူရီတွေကအမြဲဆုံးသတင်းပို့နိုင်ရမယ်။အဲ့ဒီအစောဆုံးသတိပေးစနစ်ကိုရုရှားနဲ့အမေရိကန်တို့အမြဲတမ်းသတိထားပြီးတစ်ဖက်နဲ့တစ်ဖက်တက်တွေလှမ်းထားရမှာပဲဖြစ်ပါတယ်။သတင်းအချက်အလက်တွေကိုတအုပ်နဲ့တအုပ်ဖလှယ်ယူရမယ်။ဒုံကြီးပြခတ်ခြင်းကိုမသေးချာမိရခြင်းမရှိအောင်ပြုလုပ်ထားရမယ်။ဒုံကြီးစံသက်ခြင်းဟာတိကျသေးချာရမယ်။နားလည်မှုလွဲမှားခြင်းမရှိအောင်ကာကွယ်ရမယ်။ကလပ်စားခြင်းတုံ့ပြန်ခြင်းမဖြစ်အောင်လည်းကာကွယ်တားဆီးရမယ်။ကလင်တန်ကစိုးသတဲ့နိုင်ငံဖြစ်တဲ့အီရန်လိုနိုင်ငံမျိုးသို့မဟုတ်နျူကလ িয়ার နည်းပညာနဲ့နျူကလ িয়ার ပစ္စည်းများလွှဲပြောင်းခြင်းမရှိအောင်လည်းပူတင်ထံမှအာမခံချက်ရယူခဲ့ပါတယ်။ရုရှားကအမေရိကန်သတ်မှတ်ထားတဲ့ဒီလူဆိုနိုင်ငံတွေကိုနျူကလ িয়ার လက်နက်များမရောက်ရှိအောင်ပူတင်ကပြုလုပ်ပေးပါမယ်ဆိုတဲ့အာမခံချက်ရရှိအောင်တောင်းဆိုနိုင်ခဲ့ပါတယ်။
ပူတင်ကလည်းအဲ့ဒီသဘောတူညီချက်ကိုအလွယ်တကူလက်မှတ်ထိုးပေးခဲ့တယ်။ဒါပေမဲ့နျူကလ িয়ার လက်နက်မဟုတ်ပဲနျူကလ িয়ার တအားပေးစက်ရုံလို့စီးပွားရေးအရာအကျိုးပြုနိုင်တဲ့လုပ်ငန်းများကိုတော့လွှဲပြောင်းပေးနိုင်ပါတယ်။အဲ့ဒီအတွက်နေပညာတင်ပို့ခြင်းနဲ့အဲ့ဒီအကျိုးပြုနျူကလ িয়ার စက်ရုံတည်ဆောက်ခြင်းကိုတော့ဝါရှင်တန်ကခွင့်ပြုခဲ့တယ်။အဲဒါကြောင့်မော်စကိုကဒေါ်လာတန်ရှည်ရတဲ့နျူကလ িয়ার စက်ရုံတစ်ခုကိုအီရန်နိုင်ငံမှာရှိတဲ့ဘူရှာဒေသမှာဆောက်လုပ်ရန်သဘောတူခဲ့ပါတယ်။ဒါပေမဲ့တခြားအငြင်းပွားစရာများရှိခဲ့ပါတယ်။အခုနှစ်ကိုပိုင်းမှာပူတင်က1995ခုနှစ်ကအမေရိကန်ရုရှားသဘောတူညီချက်ကိုပယ်ဖျက်ခဲ့ပါတယ်။ကိုချာနုများတဲ့သဘောတူညီချက်ပဲဖြစ်တဲ့အဲ့ဒီမှာအီရန်သို့မဟုတ်ရုရှားကလက်နက်မရောက်ရင်သဘောတူချက်ကိုပယ်ဖျက်ခဲ့ခြင်းပဲဖြစ်ပါတယ်။အခုပူတင်ကကလင်တန်နဲ့တွေ့ဆုံရမှာအဲ့ဒီသဘောတူညီချက်ကိုဆက်လက်မလို့ဆောင်နိုင်တော့ကြောင်းညှိဆိုခဲ့ပြီးတနေ့အကြာမှာရုရှားဟာအီရန်နဲ့ဆက်လက်နဲ့ရောင်းချရေးသဘောတူညီချက်ပြုလုပ်ခဲ့ပါတယ်။မော်စကိုဟာနှစ်စဉ်ဒေါ်လာတန်300ဖို့ရှိတဲ့ချက်လေးများဒုံးကြီးများနဲ့တခြားလက်နက်များကိုတီဟီယန်သို့ရောင်းချခြင်းပဲဖြစ်တယ်။အီရန်တို့ဟာရုရှားရဲ့လက်နက်ပစ်ဒုံးကြီးတွေကိုအထူးသဘောကျတယ်။ရုရှားတို့ရဲ့လျှင်ကြီးပြဒုံးကြီးစနစ်ကိုသဘောကျပြီးဝယ်ယူရန်စီစဉ်ပါတယ်။ရုရှားတို့ရဲ့လျှင်ကြီးပြဒုံးကြီးစနစ်မှာအလွန်တကျပြီးအဆင့်တန်းလေးမြင်ပါတယ်။မြေပြင်တပ်ဖွဲ့တွေအတွက်အဒီလက်နဲ့ဝယ်ယူမှာဖြစ်သလိုစစ်သမော်တွေကိုပြစ်ခတ်နိုင်မဲ့ဒုံးကြီးများလည်းဝယ်ယူမှာပဲဖြစ်ပါတယ်။ကိုချာနုများတင်သဘောတူညီချက်ကိုဆွန်ပြေပြီးနောက်ရုရှားတို့ကအဒီလိုအီရန်အားလက်နက်များရောင်းချခြင်းပဲဖြစ်ပါတယ်။ပူတင်ကရုရှားစီးပွားရေးအတွက်ရောင်းချခြင်းဖြစ်တယ်လို့ရှင်းလင်းပြောဆိုပါတယ်။ဝါရှင်တန်ကတော့အီရန်တို့ရဲ့နျူကလ িয়ার မျှော်မှန်းချက်ကိုမလိုလားပါ။နောက်3နှစ်မှာမြေပြင်မှာပြစ်ခတ်နိုင်တဲ့ရှာဘတ်3ဒုံးကြီးကိုပြုလုပ်နိုင်ပြီလို့ဆိုပါတယ်။ပြစ်ခတ်နိုင်အားမှာမိုင်းရှီယာဖြစ်ပြီးအစ္စရေးကိုကောင်းစွာပြစ်ခတ်နိုင်တယ်။အဲ့ဒီတိုက်ချင်းပြေဒုံးမြန်မှာမြောက်ကိုရီးယားရဲ့နိုဒါ1ဒုံးမြန်ကိုအခြေခံတဲ့ဒုံးမြန်ပဲဖြစ်ပါတယ်။အဲ့ဒီဒုံးမြန်ကိုရုရှားရဲ့နည်းပညာနဲ့ပုံမတိုးတက်ကောင်းမအောင်ပြင်ဆင်ထားခြင်းလည်းဖြစ်တယ်။ MMD နဲ့ပတ်သက်တဲ့ဆွေးနွေးချက်မှာမော်စကိုထိပ်သီးစည်းဝေးပွဲမှာအဟံတာဖြစ်စေပါတယ်။ကလင်တန်မော်စကိုသို့မရောက်မီကပူတင်က NBC ရုပ်မြင်သံကြားနဲ့တွေ့ဆုံရမှာဒုံးပြန်ကာကွယ်ရေးစနစ်ကိုအတူတည်ဆောက်လို့ကြောင်းအဒီလိုတည်ဆောက်ဖို့အကြံပြုလို့ကြောင်းပြောကြားပါတယ်။ကျွန်တော်တို့စက်မှုလုပ်ငန်းတွေပေါင်းပြီးနေရှိကအကျိုးစီးပွားအတွက်ဆောင်ရွက်လိုပါတယ်။အမေရိကန်နဲ့ရုရှားကိုချင်းချောင်းနိုင်တာမရှိအောင်ကျွန်တော်တို့မဟာမိတ်တွေနဲ့ဥရောပနိုင်ငံကိုမချင်းချောင်းနိုင်အောင်ပြုလုပ်လိုပါတယ်။သမ္မတကလင်တန်နဲ့ဆွေးနွေးအကြံပြုလိုပါတယ်လို့ပြောခဲ့ပါတယ်။ကလင်တန်အရာရှိတွေကလည်းရုရှားမြေပြင်ပေါ်မှာကြားပြတ်ပစ်ခတ်နိုင်တဲ့အစီအစဉ်တွေကိုပြောပြတယ်။ရုရှားနိုင်ငံကိုပစ်ခတ်လာတဲ့ဒုံးကြီးကိုလန်တဝက်မှာပင်ဖျက်ဆီးနိုင်ပါတယ်။ဒီတွေ့ဆုံတဲ့အင်တာဗျူးမှာပူတင်ကအဲဒီဒုံးကြီးနဲ့ချင်းချောက်တဲ့နိုင်ငံများလည်းရှိနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။မြောက်ကိုရီးယားလိုနိုင်ငံမျိုးကိုရည်ညွှန်းပြောဆိုခြင်းလည်းဖြစ်ပါတယ်။ဘီကလင်တန်ကလာမယ့်ဆောင်းရာသီမှာ NMB ဒုံးပြန်များချထားရန်ဆုံးဖြတ်ထားကြောင်းပြောဆိုခဲ့တယ်။ဝါရှင်တန်ဟာပူတင်ရဲ့အစီအစဉ်ကိုအလင်းမြန်တုံ့ပြန်လိုက်ခြင်းပဲဖြစ်ပါတယ်။ပူတင်ကိုရေအေးနဲ့လောက်ချလိုက်ခြင်းလည်းဖြစ်တယ်။အမေရိကန်အရာရှိတအူးကပြောဆိုရမှာပူတင်ကလည်းသူ့စီစဉ်ကိုတင်ပြခဲ့တယ်လို့ဆိုပါတယ်။နိုင်ငံခြားရေးဝန်ကြီးအီကာအိုင်ဗန်တို့ကသူ့ရဲ့ဒုံးကြီးကာကွယ်ရေးစနစ်ဟာအမေရိကန်တို့ထက်ပိုရကောင်းတယ်လို့ဆိုပါတယ်။အမေရိကန်တို့ရဲ့စနစ်ဟာဒေါ်လာဘီလီယံ60ကုန်ကျတယ်လို့ဆိုပါတယ်။အစားပိုင်းမှာဒုံးမြန်20ကိုကြားပြတ်ပစ်ချနိုင်တယ်။2005ခုနှစ်မှာကြားပြတ်ဌာန150ကိုစတင်ပါတယ်။အဲ့ဒီဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ကို2017မှာအပြီးဆောင်ရွက်နိုင်မှာပဲဖြစ်တယ်။မြေအောက်ဒုံးကြီးပစ်စင်မှာဖြစ်ပါတယ်။အလက်စကာနဲ့မြောက်ပိုင်းဒါကိုတာအထိဖြန့်ကျက်ထားရှိရမယ်။တကဘာလို့အတွက်ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်အမိပေးဌာန3ခုတည်ဆောက်မယ်။ကာကွယ်ရေးစခန်းပေါင်း5ခုတည်ဆောက်ထားပါတယ်။ဒီစနစ်ကဒုံးကြီးတစ်ခုပြစ်လွတ်လိုက်တာနဲ့အာကာသတွေကတီးမှာပဲဖြစ်တယ်။တိရနဲ့ဖြစ်စီမယ်ဆိုလိုတာဟာကြီးစံတစ်ထောင်နဲ့ဖြစ်စီလိုက်ခြင်းပဲဖြစ်ပါတယ်။အမေရိကန်နဲ့ရုရှားတို့ဟာ1982ခုနှစ်ကသဘောတူလက်မှတ်ရေးထိုးထားတဲ့တိုင်းချင်းဖြစ်တုံးကြီးဖျက်သိမ်းရေးစာချုပ်နဲ့ချုပ်နှောင်ထားတာအခုတိုင်းပဲဖြစ်ပါတယ်။အဲ့ဒီစာချုပ်အရတိုင်းချင်းဖြစ်တုံးကြီးကာကွယ်ရေးစနစ်မှာဖျက်သိမ်းပြီးသားဖြစ်သွားပါတယ်။ ABM စာချုပ်နဲ့အကျဉ်းဖက်မှုမဖြစ်အောင်အာမခံချက်ရယူထားခြင်းလည်းဖြစ်တယ်။လက်ဖက်လက်နဲ့ဖျက်သိမ်းရေးအတွက်လည်းအာမခံချက်ရယူထားခြင်းလည်းဖြစ်ပါတယ်။အဲ့ဒီအစားချုပ်အရာဘယ်သူကမှနျူကလ িয়ার လက်နက်တွေနဲ့လက်ဦးမှုယူပြီးမတန်တဲ့အောင်ဟန်တာထားခြင်းလေးဖြစ်တယ်။စစ်ရေးကာလအတွင်းကတစ်ဖက်နဲ့တစ်ဖက်နျူကလ িয়ার လက်နက်နဲ့တိုက်ခိုက်ခြင်းကိုဟန်တာနိုင်တဲ့အစားချုပ်လေးဖြစ်ပါတယ်။ရုရှားတို့ဟာဥရောပနဲ့စကင်တီနေဗီးယားတို့နဲ့အတူနျူကလ িয়ার လက်နက်ပြမမှုကိုဟန်တာဖို့ကြိုးစားခဲ့တယ်။နျူကလ িয়ার ကာကွယ်ရေးတိုင်းမှာမတိကျသလိုတည်ငြိမ်မှုလည်းမရှိကြောင်းအမေရိကန်တို့ကအကြံပြုထားပါတယ်။နျူကလ িয়ার မပြန့်ပွားရေးအတွက် ABM စာချုပ်ဟာအသုံးမဝင်တော့ကြောင့်နျူကလ িয়ার လက်နက်ပြန်ဆိုင်မှုမှာပြန်လည်အကောင်းလာတယ်။
တရုတ်ကလည်းသူတို့ရဲ့နျူကလ িয়ার ဒုံးကျည်တည်ဆောက်မှုကိုအစိမ်းမြင်လိုလာသလိုခင်မီအောင်လည်းလှုပ်ဆောင်လာတယ်အိန္ဒိယကလည်းတရုတ်ရဲ့လက်နက်ခင်မီအောင်လှုပ်ခြင်းနဲ့နျူကလ িয়ার လက်နက်တိုးမြင့်ထုတ်လုပ်ခြင်းကိုစိုးရိမ်လာတာကြောင့်သူကလည်းအိန္ဒိယနျူကလ িয়ার အစိမ်းမြင်အောင်ထုတ်လုပ်ခဲ့တယ်အာရှနျူကလ িয়ার နိုင်ငံကြီးတွေရဲ့ပြိုင်ဆိုင်မှုမှာတိုးတက်ကြီးမားလာပါတယ်အိန္ဒိယကနျူကလ িয়ার လက်နက်ကိုခင်မီအောင်လုပ်လာသလိုပါကစ္စတန်ကလည်းနောက်ကျမကျအောင်ကြိုးစားလာတယ်အာရှတိုင်းမှာနိုင်ငံကြီးများရဲ့အပြိုင်ဆိုင်ထုတ်လုပ်မှုကိုအမေရိကန်တို့အနေနဲ့ဆိုရင်လာပြီးတော့နိုင်ငံတကာလက်နက်မပြတ်ပွားရေးစာချုပ်များချုပ်ရန်တိုက်တွန်းလာရပါတယ်နိုင်ငံတကာလုံခြုံရေးနဲ့လက်နက်ထုတ်လုပ်မှုထိန်းချုပ်ဖို့ကမ္ဘာမီဇာစုကြီးကဆောင်ရွက်မှုဖြစ်တယ်လို့ဆိုပါတယ်ရုရှားတို့ကလည်းစတက်တူအခြေအနေကိုပြန်လည်သုံးသပ်ရမယ်လို့ဆိုလာပါတယ်မော်စကိုမှာရှိတဲ့ရုရှားနျူကလ িয়ার လက်နက်များဖြစ်စီမှုမှာတဝက်ခန့်ပြီးဆုံးသွားပြီပဲဖြစ်တယ်အမေရိကန်တို့အနေနဲ့ MMT ကိုဆက်လက်ဆောင်ရွက်ရမယ်ဖြစ်ပါတယ်မော်စကိုသို့ကလင်တန်ရောက်ရှိလာတဲ့နေ့မှာရုရှားတို့ရဲ့မဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးဗလာဒီမီယာယာကောလက်ကကွန်မာဆတ်နေစဉ်သတင်းစာနဲ့တွေ့ဆုံပြောဆိုခဲ့ပါတယ်။ယာကောလက်ကရုရှားတို့အနေနဲ့အမေရိကန်တို့ရဲ့ကာကွယ်ရေးတိုင်းစနစ်နဲ့ဗန်ကြီးတဲ့စနစ်တစ်ခုကိုတည်ဆောက်ရန်ငွေရှာနေရလို့ပြောပါတယ်။အမေရိကန်တို့ဟာသူတို့ရဲ့ဒီစနစ်ကိုဆက်လက်လှုပ်ဆောင်နေကြောင်းလည်းသူကဖြစ်ဆွဲပြောကြားခဲ့ပါတယ်။မော်စကိုအနေနဲ့အခုခါမှာထေပူများပြားရှိတဲ့တုံးမြတ်များတည်ဆောက်ရေးအစီအစဉ်ကိုဖျက်သိမ်းထားတယ်လို့ဆိုပါတယ်။ရုရှားနဲ့အမေရိကန်တို့ရဲ့လက်နက်အပြိုင်ဆိုင်ထုတ်လုပ်မှုမှာစစ်အေးကာလမှာကြီးမားခဲ့ပေမဲ့လည်းစစ်အေးလွန်ခင်မှာလက်နက်အပြိုင်ဆိုင်တက်ဆင်မှုမှာတည်တည်တသာကျဆင်းသွားပါတယ်။ကလင်တန်အနေနဲ့ရုရှားတို့ဟာ ABN စနစ်ကိုပြုပြင်မွမ်းမံပြီးသူတို့ရဲ့နျူကလ িয়ার တိုင်းစနစ်မှာပါဝင်လာမယ်လို့မျှော်လင့်ထားပါတယ်။ဒါပေမဲ့ ABN စနစ်ကိုနှစ်ဦးနှစ်ဖက်သဘောတူမိမှသာလျှင်အခါရမှာပြန်လည်အတည်ပြုဖို့ဖြစ်နိုင်ပါတယ်။အမေရိကန်ကတစ်ဖက်သက်လုံဆောင်ရေးမရအခုအခါကလင်တန်ဟာအမေရိကန်ရဲ့ NMB ဒုံးမြန်ကာကွယ်ရေးစနစ်ကိုတင်ပြဖို့ကြိုးစားခဲ့တယ်။သမ္မတနဲ့ပင်တဂွန်ကသူတို့ရဲ့ဂျက်တာယာစပွဲများကိုကွန်ဂရက်သို့တင်ပြပြီးအတည်ပြုချက်ရအောင်ကြိုးစားခဲ့ပါတယ်။အမေရိကန်ပြည်သူများအနေနဲ့စုသက်တဲ့နိုင်ငံများဖြစ်တဲ့မြောက်ကိုရီးယားလိုနိုင်ငံမျိုးရဲ့ဒုံးမြန်နဲ့ချိန်ချမှုကိုအခုအခါတလုံးချင်းမရှိတော့ပါ။အမေရိကန်ထောက်လှမ်းရေးကလည်း2005ခုနှစ်ကတည်းကအဲ့ဒီလိုချိန်ချလာမှုကိုအရေးသိမ်းမထားတော့သမ္မတရွေးကောက်ပွဲအတွက်ရှင်းပြသူသမ္မတလောင်း2ဦးကလည်းNMB ဒုံးမြန်ကာကွယ်ရေးစနစ်ကိုစိတ်ဝင်စားပါတယ်။သမ္မတလောင်းအကိုကရုရှားနဲ့ ABN စာချုပ်ကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးညီနိုင်ရဲ့အသင်းရှိရလို့ဆိုပါတယ်။ဒါပေမဲ့တစ်ဖက်သက်သဘောတူပြီးနှစ်ဖက်စလုံးလက်လွန်ရင်လည်းအရာမရောက်လို့ဆိုပါတယ်။ အမေရိကန်တို့ရဲ့ Star Wars အစီအစဉ်မှာအမေရိကန်နိုင်ငံလုံခြုံရေးအတွက်လိုအပ်ချက်တစ်ခုလေးဖြစ်ပါတယ်။ပြိုင်ပွဲဖြစ်တဲ့ Republican Party မှ George W. Bush ကလည်းသူလည်း ABM စာချုပ်ကိုအသေးပြန်လဲအတည်ပြုဖို့ရုရှားနဲ့ဆွေးနွေးမယ်လို့ဆိုတယ်။အာကာသထဲမှာတုံ့ပြန်ကာကွယ်ရေးတိုင်းစနစ်ကိုပြုလုပ်ပြီးနိုင်ငံလုံခြုံရေးရရှိအောင်ဆောင်ရွက်ရမယ်လို့ပြောဆိုပါတယ်။ကျွန်တော်တို့ရဲ့တုံ့ပြန်ကာကွယ်ရေးမှာနိုင်ငံ90ကိုကာကွယ်ဖို့အတွက်ဒီဇိုင်းရေးဆွဲရမယ်။ပြည်내ရေးကြားမှာခြားထားတဲ့ကျွန်တော်တို့တပ်ဖွဲ့တွေမဟာမိတ်နိုင်ငံတွေကျွန်တော်တို့အိန္ဒိချင်းတွေအတွက်လည်းဒီစနစ်ဟာအရေးကြီးပါတယ်လို့ Bush ကပြောကြားပါတယ်။သူ့ရဲ့ကာကွယ်ရေးတိုင်းစနစ်ဟာကလင်တန်နဲ့အီကိုလိုတင်ပြတဲ့တုံးကြီးကာကွယ်ရေးစနစ်တက်3ဆလောက်ပိုကုန်ကြမှာပဲဖြစ်ပါတယ်။ကရမ်လင်စင်တွေမှာကလင်တန်ကပူတင်တင်ပြတဲ့ရုရှားမှာမြေပြင်ပြည်တုံးကြီးများခင်မီတူတက်အောင်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အားညှင်းဆိုခဲ့ပါတယ်။အဲဒီစနစ်ဟာစနေကြမှာပဲဖြစ်တဲ့အမေရိကန်နဲ့ရုရှားထိပ်သီးစည်းဝေးမှာ21ရာစုမှာကမ္ဘာကြီးချင်းနေတည်ငြိမ်အောင်နဲ့စွန့်တဲ့နိုင်ငံတွေချိန်ချမှုမှာကာကွယ်ရန်လှုံ့ဆော်ရေးကိုသဘောတူကြတယ်။လူများပြသိနိုင်တဲ့လက်နက်ကြီးများဖြစ်သိမ်းရေးကိုလည်းသဘောတူခဲ့ပါတယ်။အဲဒီထဲမှာတိုင်းချစ်ပြည်တုံးပြများတိစောက်တဲ့ဤပညာလေးပါဝင်နေနိုင်ငံကောင်ဆောင်တွေပူးတွဲကြီးညာချက်မှာမဟာဗျူဟာအရာအခြေခံအကြားဆုံးလက်နက်များဖြစ်သိမ်းရေးအတွက်တည်ငြိမ်မှုရှိရန်ဆိုတဲ့အချက်လေးပါဝင်ပါတယ်။အဲဒီနိုင်ငံပူးတွဲကြီးညာချက်မှာနိုင်ငံကောင်ဆောင်တွေနဲ့အကြံပေးပုဂ္ဂိုလ်တွေရဲ့ဆွေးနွေးညှိနှိုင်းချက်အရာစာလုံးရေ900ပါတဲ့စာတမ်းကိုပြုစုခဲ့ပါတယ်။အဲဒီထဲမှာ NMB ဒုံးပြန်ကာကွယ်ရေးစနစ်နဲ့ ABN စာချုပ်ပြန်လည်အတည်ပြုရေးတို့လည်းပါဝင်ခဲ့ပါတယ်။ပူတင်ကကျွန်တော်တို့ဟာယောဂဖြစ်မှထက်ကြိုတင်ကာကွယ်တာကိုပိုပြီးသဘောကျပါတယ်လို့ပြောဆိုခဲ့ပါတယ်။သူက ABN စာချုပ်ကိုမွန်မှန်ပြီးရေးဆွဲရန်ကိုတော့သဘောမတူခဲ့ပါ။မြောက်ကိုရီးယား၊အီရန်နဲ့အီရတ်လိုနိုင်ငံတွေကိုပြုတ်ပြောင်းနဲ့ခြေကံရန်ကိုလည်းတင်ပြခဲ့ပါတယ်။ကလင်နန်ကလည်းစစ်ရေးကာလပြီးတဲ့နောက်မှာမဟာဗျူဟာပဝင်းချင်းမှလည်းပြောင်းလဲသွားတယ်လို့ဆိုခဲ့ပါတယ်။အဲဒါကြောင့် ABN စာချုပ်ကိုပြန်လည်အတည်ပြုဖို့လိုအပ်နေရလို့ဆိုပါတယ်။ရုရှား၊ဥရောပနဲ့အတူမဟာဗျူဟာမြောက်လက်နက်ကြီးတွေကိုထိန်းသိမ်းကာကွယ်ရန်ရေဘူးရသဘောတူညီခဲ့ကြတယ်။ရုရှားတို့အနေနဲ့သူတို့ရဲ့စီးပွားရေးတည်ဆောက်မှုတွေကြောင့်သူတို့ရဲ့နျူကလ িয়ার လက်နက်တိုက်ကြီးကိုဖျက်ဆီးလို့ကြောင့်ကလင်တန်နဲ့သူ့အစိုးရအဖွဲ့ကနားလည်ထားပါတယ်။အခု
အခုရုရှားရဲ့ GDP ဟာအမေရိကန်တပ်အစားပေါင်း90ယုံနေနေတယ်။မော်စကိုဟာသူတို့ရဲ့မဟာဗျူဟာမြောက်လက်နက်တွေကိုဖျက်သိမ်းရန်သဘောတူထားပါတယ်။ရုရှားမှာနျူကလ িয়ার ဒုံးကျည်ထိပ်ဖူးတွေဟာ3500ခန့်ရှိတယ်။အဲ့ဒီလက်နက်တွေကို Stat 3သဘောတူညီချက်အောက်မှာထိပ်ဖူး1500အထိရှော့ချလိုပါတယ်။ကလင်တန်ကလည်းထိပ်ဖူး2000အောက်သို့ရှော့ချရေးသဘောတူရန်အမေရိကန်တို့အနေနဲ့ခက်ခဲလာပါတယ်။အဲ့ဒီလိုရှော့ချရေးအတွက်ကုညီရန်ကိုတော့ရုရှားဟာဝါရှင်တန်ရဲ့ဒုံးကျည်ကာကွယ်ရေးတိုင်းစနစ်ကိုလက်ခံရမယ်။ ABN စာချုပ်ကိုမွန်မှန်ရေးဆွဲပြီးသဘောတူရင်တော့လက်ခံနိုင်မယ်လို့ဆိုပါတယ်။ဇွန်လ4ရက်တနင်္ဂနွေနေ့မှာကောင်းဆောင်တို့ဟာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်။ကလင်တန်ကဒူမာလွတ်တော်မှာနောက်တနေ့မိကုံမပြောမီသတင်းစာရှင်းလင်းပွဲမှာစကားပြောဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။သတင်းစာရှင်းလင်းပွဲမှာနှစ်နိုင်ငံကောင်းဆောင်များပြုံးပြုံးရွှင်ရွှင်ရှိနေပြီမြဲလေသတင်းစာဆရာတွေကသူတို့ရဲ့နှွေးထွေးမှုညော့နေနေရလို့ဆိုပါတယ်။ရိုက်တာသတင်းထောက်ကပူတင်ဟာကလင်တန်အပေါ်အယုံကြည်နေပုံရတယ်လို့ရေးသားထားပါတယ်။ပူတင်ကသတင်းထောက်တွေကိုပြောဆိုရမှာလာမယ့်အမေရိကန်သမ္မတသစ်ရွေးချယ်ပွဲမှာအကိုပင်ဖြစ်စေဂျော့် W. ဘုရှ်ပင်ဖြစ်တဲ့ပစုကိုသမ္မတဖြစ်ရုရှားနဲ့အမေရိကန်ယင်းနေမှုမှာအရင်တိုင်းရှိနေမှာဖြစ်တယ်လို့ပြောပါတယ်။ကလင်တန်ကလည်းပူတင်ပြောတဲ့အတိုင်းပဲနှစ်နိုင်ငံဆက်ဆံရေးကိုနောက်ဘလို့သမ္မတပင်တက်သည်ဖြစ်စေမတက်သည်ဖြစ်စေနားလည်မှုရှိအောင်ဆက်ဆံသွားမယ်လို့ဆိုပါတယ်။မော်စကိုသို့ကလင်တန်သွားရောက်လက်ပတ်ပြီးနောက် G8 ထိပ်သီးအစည်းအဝေးပြုလုပ်တဲ့ဇူလိုင်လမှာနောက်တစ်ကြိမ်တွေ့ဆုံခဲ့ကြတယ်။အဲဒီနေ့ G8 အစည်းအဝေးကိုဂျပန်နိုင်ငံအိုကီနာဝါကျွန်းမှာကျင်းပခဲ့ပါတယ်။ပူတင်နဲ့ပထမဆုံးနိုင်ငံတကာအစည်းအဝေးတက်ခြင်းပဲဖြစ်ပါတယ်။ပူတင်ဟာရုရှားကောင်ဆောင်နဲ့တရားမှာသူဟာပေါ်ရရေးစင်မဟုတ်ကြောင်းပြသခဲ့တယ်။သူဟာပညာတတ်ပြီးလူရင်းကိုသာပြောဆိုတတ်တဲ့ကောင်ဆောင်ဖြစ်ကြောင်းကမ္ဘာကောင်ဆောင်တွေကိုပြသခဲ့ပါတယ်။ပူတင်ဟာလူငယ်တယောက်ဖြစ်သလိုအာမန်ရှိတဲ့ကောင်ဆောင်တအုပ်အဖြစ်ကမ္ဘာကောင်ဆောင်တွေကသူ့ကိုအထင်ကြီးခဲ့တယ်။အိုကီနာဝါမှာဂျပန်မိမိပြိုလေးတအုပ်နဲ့ကရာတီကစားပြခဲ့ပါတယ်။မိန်းကလေးမလေးကရာတီကျင့်သူပဲဖြစ်ပါတယ်။သူဟာဂျူဒိုကစားသမားဖြစ်ပြီးအမြင့်ဆုံးခပတ်နဲ့ရရှိထားသူပဲဖြစ်ပါတယ်။သူဟာသူ့ရဲ့ကျွမ်းကျင်မှုကိုကမ္ဘာကောင်ဆောင်များရှိမှပြသခဲ့ပါတယ်။ပူတင်ဟာဂျေစီဝေးမှာရုရှားတင်နေတဲ့အကျိုးတွေကိုရောပြရန်တောင်းဆိုခြင်းမပြုပါ။အရင်ကအကျိုးတွေနဲ့ရဲစင်လက်ထက်အကျိုးတွေကိုလျှော့ပြရန်ကိုပူတင်ကလုံးဝတင်ပြခြင်းမရှိပါ။ဆိုဗီယက်ခေတ်ကလေးကအကျိုးအများပြားရှိပေမဲ့လည်းပူတင်ကအဲ့ဒီအကျိုးတွေကိုတာဝန်ယူမယ်လို့ဆိုပါတယ်။ကလင်တန်ကရုရှားတို့ရဲ့အကျိုးနဲ့ပတ်သက်ပြီးဘယ်လိုမှမပြောဆိုခဲ့ပါ။အမေရိကန်တို့ရဲ့ဒုပြန်ကာကွယ်ရေးအစီအစဉ်ကိုရုရှားကလက်မခံပေမဲ့လည်းနိုင်ငံချစ်ကြည်ရေးအတွက်အဲ့ဒီချက်ကလွှမ်းမိုးသွားခြင်းမရှိပါ။ကလင်တန်ဟာမြောက်ကိုရီးယားတို့ရဲ့နျူကလ িয়ার လက်နက်တပ်ဆင်ခြင်းနဲ့တိုက်ချင်းပြေတုံးမြန်များစံတန်နေခြင်းအပေါ်ရှုတ်ချပြောဆိုခဲ့တယ်။ပူတင်ဟာထိပ်သီးစည်းဝေးမတိုင်ခင်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီနဲ့တွေ့ဆုံခဲ့ပါတယ်။မြောက်ကိုရီးယားဟာအရင်ကရုရှားမဟာမိတ်ဖြစ်ခဲ့တယ်။အခုခါမှာတော့မြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်တပ်ဆင်ခြင်းကြောင့်အမေရိကန်နဲ့ပြုံရန်ကြားတင်မာမှုကိုရုရှားကကြားဝင်စစ်ဆက်ဆွေးနွေးလျက်ရှိပါတယ်။မြောက်ကိုရီးယားကပူတင်ရဲ့ကျူးစာအောက်ထုတ်မှုကိုလက်ခံနေရုရှားသမ္မတဟာဂျီအစည်းအဝေးမှာကောင်းမွန်စွာပါဝင်ဆွေးနွေးနိုင်တယ်လို့ပြောဆိုပါတယ်။အိုကီနာဝါထိပ်သီးစည်းဝေးမှာပူတင်ဟာကမ္ဘာကောင်ဆောင်တွေရဲ့လေးစားမှုကိုရရှိခဲ့သလိုသူ့ရဲ့စွမ်းရည်ရှိမှုကိုဖော်ထုတ်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။2000ပြည့်နှစ်နိုဝင်ဘာလအမေရိကန်သမ္မတရွေးကောက်ပွဲမှာဂျော့် W. ဘုရှ်ကအေဂိုကိုအနိုင်ရရှိသွားခဲ့ပါတယ်။